အားလုံးပဲမင်္ဂလာပါရှင်အမျိုးသမီးတန်အမျိုးသမီးအားမှန်စကားဝိုင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့2025ခုနှစ်နဲ့နွေဦးတော်လှန်ရေးစုံချက်ကြမှုဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးသွားကြမှာဖြစ်ပါတယ်၄နှစ်တာကာလကိုရောက်ရှိလာပြီးဖြစ်တဲ့နွေဦးတော်လှန်ရေးရဲ့ခီးပေါက်မှုတွေလိုအပ်ချက်အားသာချက်အားနည်းချက်တွေကိုပြန်လည်သုံးသပ်ဖို့အချိန်ကိုရောက်ရှိလာပြီးဖြစ်တဲ့အတွက်ကြောင့်အောင်ပန်းအလီလီရရှိနေပြီဖြစ်တဲ့နွေဦးတော်လှန်ရေးဟာ2025ခုနှစ်မှာအပိသက်အောင်ပန်းဆင်နိုင်ဖို့အတွက်ဘာတွေကိုအားစိုက်လှုပ်ဆောင်သွားကြမလဲဆိုတာကိုဆွေးနွေးသွားကြဖို့ဖြစ်ပါတယ်။ဆွေးနွေးဖို့ဖိတ်ကြားထားတဲ့ဆရာမတွေလည်းရောက်ရှိနေပြီဖြစ်ပါတယ်။ဆရာမတွေကိုပြန်ပြီးတော့မိတ်ဆက်ပေးချင်ပါတယ်။ပထမဦးဆုံးကတော့အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်ကလေးတငယ်ရေးရာဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဆရာမနော်ဆူဇနာလှလှဆိုဖိတ်ခေါ်ထားပါတယ်။နိုင်ငံရေးအကျဉ်းသူများအဖွဲ့တည်ထောင်သူဆရာမစုစုမေယွန်းကိုလည်းဖိတ်ကြားထားသလိုနိုင်ငံရေးတက်ကြွလှုပ်ရှားသူဆ iam တင်ခါရနဲ့စီရီယန်ကျောင်းသူဆ iam စူစီတို့ကိုလည်းဖိတ်ကြားထားပါတယ်။ဒီဆွေးနွေးပွဲစကားဝိုင်းကို moderator အဖြစ်ကျမလီလီယန်ကလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါပထမဆုံးမေးခွန်းလေးနဲ့စချင်ပါတယ်ပေါ့နော်။ဆိုတော့ပထမဆုံးမေးခွန်းကတော့ဆ iam စူဇန်နာနဲ့ပဲပထမဆုံးစချင်ပါတယ်။ဆ iam ရှင်ဒီနွေဦးတော်လှန်ရေး၄နှစ်ပြည့်တော့မဲ့ကာလမှာတော်လှန်ရေးအပေါ်ဘယ်လိုမှတ်ချက်ပေးခြင်းလဲဆ iam ။ဟုတ်ကဲ့ကျမတို့ဒီ2021နွေဦးတော်လှန်ရေးကတော့မြန်မာသမိုင်းမှာတစ်ခါမှမရှိဘူးခဲ့တဲ့เนาะပြည်သူတွေအားလုံးစုစုစည်းစည်းနဲ့เนาะဒီစစ်အာဏာရှင်ကိုတော်လှန်တဲ့ဒီ event လို့မြင်ပါတယ်เนาะဆိုတော့ကျမလည်းပဲ88ပေါ့เนาะ88အရေးခင်းကိုကြော်ဖြတ်ခဲ့ရတယ်အဲ့တော့ကလည်းကိုယ်တိုင်ចောင်းသူတယောက်အနေနဲ့เนาะပါဝင်ခဲ့တယ်ပေါ့เนาะဥဆောင်သူမဟုတ်ရင်တောင်းမှเนาะဒါចောင်းသားចောင်းသူတယောက်အနေနဲ့တာဝန်ကျေအောင်ပါဝင်ခဲ့တယ်เนาะနောက်ပြီးတော့ဟိုစားပေါ့เนาะဒီလိုမျိုးပြေးတာလွှားတွေလည်းကြုံတွေ့ခဲ့ရတယ်သို့တော်လည်းเนาะဒီလိုမျိုးပေါ့2021လို့ပြည်သူအားလုံးအင်တိုက်အားတိုက်ပါဝင်မှုเนาะနောက်ပြီးတော့နိုင်ငံဝန်ထမ်းတွေရဲ့ CDM เนาะပါဝင်မှုလှုပ်ရှားမှုအဲ့ဒါကတော့ကျမထင်တယ်နိုင်ငံသမိုင်းတစ်လျှောက်မှာเนาะဒါအရေးပါတဲ့အဖြစ်အပျက်ဒီခေတ်ကြီးကိုကျမတို့ဖြတ်တန်းနေရတယ်လို့မြင်ပါတယ်ဟုတ်ကဲ့ပါဆ iam ရှင်ဆ iam ပြောသွားတဲ့အထဲမှာပေါ့နော်ဆိုတော့ဒီနွေတော်လှန်ရေးကကျွန်တော်တို့တက်ကြွဆုံးအားအကောင်းဆုံးတော်လှန်ရေးတစ်ခုဆိုတာပြောသွားတဲ့အခါကျတော့ဆ iam စူစီကိုထပ်ပြီးတော့လှည့်ပေးခြင်းပါတယ်ဆ iam နွေတော်လှန်ရေး၄နှစ်ပြည့်တော့မဲ့ကာလမှာတော်လှန်ရေးအပေါ်မှာဆ iam အနေနဲ့ဘယ်လိုမှတ်ချက်ပေးခြင်းပါလဲရှင်ဟုတ်ကဲ့ပါဆ iam ကျမအနေနဲ့ကတော့အဓိကအဖြစ်ဒီဆ iam အရှိမပြောသွားသလိုပဲပေါ့နော်ဒီ2021ခုနှစ်ဒီနွေဦးတော်လှန်ရေးကဒီတကယ့်ကိုပြည်သူလူထုတရက်လုံးကပူပေါင်းပါဝင်ဆောင်ရွက်ခဲ့တဲ့လူထုဒီစန့်ကျင်ရေးတစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ခုဒီတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ဒီဘယ်လိုမျိုးမှတ်ချက်ပေးခြင်းလဲဆိုရင်တော့အဓိကအဖြစ်ပထမဆုံးကတော့ဒီတော်လှန်ရေးကာလမှာဆိုရင်စစ်ရေးရပို့ပြီးအားကောင်းလာတာမျိုးတွေကိုတွေ့ရတယ်နောက်တစ်ခုဒီတော်လှန်ရေးကာလမှာပေါ်ပေါက်လာတဲ့အဖွဲ့အစည်းအသစ်တွေရဲ့ဒီအုပ်ချုပ်ရေးပိုင်းဆိုင်ရာအရာတော်၎င်းဒီစစ်ရေးရတော်၎င်းနိုင်ငံရေးရတော်၎င်းပို့ပြီးတော့ရှေ့ရောက်လာတဲ့အခင်းချင်းကိုတွေ့ရတယ်ဆိုတော့ဒါအားသာချက်တစ်ခုအနေနဲ့တွေ့ရတယ်ပေါ့နော်ဒီ institution တွေရဲ့ဒီ organizational behavior တွေ change လာတယ်နောက်တစ်ခုဒီထဲမှာပါဝင်လာတဲ့သူတွေရဲ့ဒီတာဝန်ခံမှုတာဝန်ယူမှုအပိုင်းတွေကိုပြည်သူလူထုကပို့ပြီးတော့ပို့ပြီးတော့ပြင်လာရတယ်ဆိုတဲ့အခင်းချင်းကတော့ဒါအားသာချက်တစ်ခုအနေနဲ့တွေ့ရမယ်လို့ထင်ပါတယ်ဆရာမဟုတ်ကဲ့ပါဆ iam ရှင်ဆ iam ဖြေသွားတဲ့အထဲမှာလည်းဒါပြည့်ပြည့်စုံလေးထပ်ဖြေသွားတယ်ပေါ့နော်ဆ iam သင်္ခါရရဲ့အမြင်လေးကိုလည်းသိချင်ပါတယ်ဆ iam နွေဦးတော်လှန်ရေး၄နှစ်ပြည့်တော့မဲ့ကာလမှာတော်လှန်ရေးအပေါ်မှာဆ iam အနေနဲ့ဘယ်လိုမှတ်ချက်ပေးချင်ပါလဲဆ iam ရှင်ဟုတ်ကဲ့ဆ iam တို့လည်းပါတော့ဟုတ်ကဲ့တော့ကျွန်တော်တို့ကအရွေးတစ်ခုကိုရောက်လာပြီပေါ့နော်အကြောင်းလဲတွေလည်းအများကြီးဖြစ်မဲ့နဲ့ပေါ့နော်အဲ့ဒီထဲမှာမှကျွန်တော်တို့ပြည်သူတွေအားလုံးလူလားတောင်းတတဲ့ကျွန်တော်တို့ရှေ့အနာဂတ်တစ်ခုကိုရှောင်လန်းခြင်းနဲ့ကျွန်တော်တို့ထူထောင်ခြင်းနဲ့ဟိုပါပေါ့နော်တိုင်းပြည်တစ်ခုပေါ့နော်ကျွန်တော်တို့ပုံဖော်ခြင်းနဲ့ကျွန်တော်တို့နာဂတ်မှာကျွန်တော်တို့ကိုယ်တိုင်ပုံဖော်ခြင်းနဲ့အခြေအနေတစ်ခုကိုရောက်မယ်ပေါ့နော်အဲ့လိုမျိုးတကယ်လို့အခြေအနေတစ်ခုကိုကျွန်တော်တို့ကတိတိပပကြီးမရောက်သွားဘူးဆိုရင်တော့အဲ့ဒီအခြေအနေတစ်ခုကိုရောက်ဖို့အတွက်တိုင်ဆွဲနိုင်တဲ့အခြေအနေတစ်ရက်ဖြစ်လာမယ်လို့ဟုတ်ပြီးကြီးပါလိမ့်မယ်ရှင်ဟုတ်ကဲ့ပါဆ iam ရှင်နောက်ဆုံးအနေနဲ့ဆ iam စုစုမေကိုမေးချင်ပါတယ်
ဆီယမအနေနဲ့ဒီနွေဦးတော်လှန်ရေး၄နှစ်ပြည့်တော့မယ့်ကာလမှာတော်လှန်ရေးအပေါ်ဘယ်လိုမှတ်ချက်ပေးချင်တယ်လဲရှင် ဟုတ်ဘယ်လိုမှတ်ချက်ပေးခြင်းလဲဆိုရင်ကျမတို့အောင်ပွဲနီးကပ်နေပြီလို့တော့မြင်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိမှာစီရေးရောပေါ့နော်ပြည်သူတွေရဲ့အားရောပြီးရင်ဒီအချင်းတော်တွေထဲမှာရှိတဲ့ဒီနိုင်ငံရေးကျင်းသူကျင်းသားတွေကလက်ရှိဒီပေါ့နော်ထောင်ထဲမှာတောက်ခံနေကြဆဲပါ3နှစ်ကျော်4နှစ်တာကာလထဲမှာသူတို့တွေဒီစာဝတ်နေရေးကျန်းမာရေးတွေအခက်အခဲပေါင်းများစွာတွေကနေရင်ဆိုင်နေရရင်တော့မှသူတို့တွေဒီလက်ရှိမှာပေါ့နော်ကျမတို့ကကြတော့ဒီအချင်းတော်ရေးနဲ့ပတ်သက်ရင်နီးစက်စက်နဲ့လှုပ်ရှားနေရပြီလေသူတို့ရဲ့ကျန်းမာရေးအစားပေါ့နော်စိတ်တက်တွေအစားပုံမာလာတာကိုလည်းတွေ့ရတယ်ပေါ့နော်ပြင်ပြန်လည်းလွတ်မြောက်လာတဲ့နိုင်ငံရေးချင်းသူချင်းသားတွေအခုဆိုလို့ရှိရင်ပေါ့နော်သူတို့တွေဒီကျမအပါဝင်ပေါ့ဆက်လက်ပြီးတော့ဘာလို့တော်လန်နေလဲဆိုရင်ကျမတို့တွေကအာဏာရှင်ကိုလက်မခံနိုင်ဘူးဆိုတော့တရက်ထဲနဲ့ပြည်သူတွေကဒါရက်တီလိုက်တာပေါ့ဒါကြောင့်ဒီအောင်ပွဲဒီပြည်သူရဲ့နောက်ဆုံးပွဲဖြစ်တဲ့အတွက်ကျမဒီပြည်သူနဲ့တရားရဲရှိတဲ့အတွက်ကျမတို့ရဲ့အိမ်ပြန်လန်းကိုလည်းညီနေရပါပြီလို့ပြောချင်ပါတယ်ရှင်ဟုတ် ဟုတ်ကဲ့ပါဆီယမတို့၄ယောက်ရဲ့အတန်ကြားလာတဲ့အချိန်မှာတော်လှန်ရေးနွေဦးတော်လှန်ရေးကဒါအားကောင်းဆုံးတော်လှန်ရေးတစ်ခုဖြစ်တယ်လို့တစ်ချိန်တည်းမှာလည်းတော်လှန်ရေးအောင်ပွဲကနီးနေပြီဆိုတဲ့ဟာကိုပြည်သူတို့နဲ့တရားရဲရှိနေတယ်ဆိုတာလေးလည်းအတန်ကြားရတယ်ပေါ့နော်ဆိုတော့ထပ်ပြီးတော့ဆီယမသင်္ခါရအောင်မေးချင်ပါတယ်ဆီယမလက်ရှိတော်လှန်ရေးမှာပြည်သူတွေရဲ့ပါဝင်မှုနဲ့အားစိုက်မှုအပေါ်မှာဆိုရင်ရောဆီယမအနေနဲ့ဘယ်လိုမြင်လဲဘယ်လိုသုံးသပ်ချင်လဲဆီယမ ဟုတ်ကဲ့အခုအချိန်မှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီပါဝင်အားထုတ်မှုကအញ្ញံကောင်းတယ်တက်ကြွတယ်ယုံကြည်မှုနဲ့ရှေ့ဆက်နေကြပြီးတော့ကျွန်တော်တို့အားမလျှော့ဘဲနဲ့ပေါ့နော်ရှေ့ကိုအရင်တန်လန်းနေတဲ့အနေအထားရှိတယ်စူးစမ်းအားထုတ်မှုတွေနဲ့ပြည်သူတွေရဲ့ပူးပေါင်းကူညီမှုတွေကကျွန်တော်တို့အခုရောက်နေတဲ့အမြင့်တစ်ခုကိုရောက်ဖို့အတွက်ပေါ့နော်အားပေးမှုတွေကြောင့်ကျွန်တော်တို့ပြည်သူတွေရဲ့အားပေးမှုတွေကြောင့်ရောက်လာတဲ့အတွက်ကျွန်တော်အနေနဲ့ကတော့အထူးကောင်းမွန်တဲ့အရွေးတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်အနေနဲ့အားရခြင်းလည်းရှိပါတယ်လို့ဟုတ်ကဲ့ပါဆီယမဆိုတော့ဆီယမဖြေသွားတယ်ပေါ့နော်ဆိုတော့ပြည်သူတွေရဲ့ပါဝင်မှုကအားကောင်းနေတုံးတက်ကြွနေတုံးနဲ့ယုံကြည်နဲ့ပူးပေါင်းနေတုံးဆိုတာလေးကိုဆီယမပြောသွားတယ်ဒီမေးခွန်းကိုပဲဆီယမစုစုမေကိုထပ်မေးချင်ပါတယ်ဆီယမပြည်သူရဲ့အားစိုက်ပါဝင်မှုကဘလို့မြင်တယ်လဲဆီယမဟုတ်ကျမကိုယ်တိုင်လည်းဒီចောင်းသူဘဝတွေကပေါ့နော်ခုနှစ်တန်း10တန်းចောင်းသူတွေကဒီကျမတို့ကနေမှာကြီးပြင်းလာတဲ့ခါကျတော့ဒီအညာဒေတာတွေမှာဖိခံရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့ဒီစစ်တပ်ရဲ့ဒါရုံမာမှုတွေကိုမြင်တွေ့ကြားတွေ့ရတဲ့လာခဲ့ရတာဖြစ်တဲ့အတွက်ပေါ့နော်အခုချိန်ကြီးလဲအာနာရှင်ကိုပြုတ်ချမယ်ဆိုဘယ်လိုမျိုးနည်းနဲ့ဖြစ်ပါဝင်မယ်ဆိုတဲ့စိတ်နဲ့ပဲတော်လန်လာတာပေါ့နော်ပြီးတဲ့ခါကျရင်ကျမတို့အခုဆိုရင်တွေ့ရမှာပါအဓိကပါလဲဆိုပြည်သူတွေရဲ့ပါဝင်မှုကများလာတယ်ပေါ့နော်ပြည်သူတွေပြီးအခုဆိုရင် social သုံးမှုမှာပြည်သူတွေကပဲသတင်းပိုင်းတွေအားစပေါ့နော်တိကျတဲ့သတင်းမျိုးတွေပြီးရင်ဝေဖန်ဒီခေတ်ဆက်မှာဒီစစ်ကောင်စီဒီကျောင်းသားကိုကျောင်းသားနဲ့တက်ခဲ့တယ်ဟလားပြည်သူနဲ့တက်ခဲ့တယ်ဝါရမိုင်းတွေဖြန့်ချီခဲ့တယ်ပေါ့နော်ဒါမျိုးတွေနဲ့ပြီးရင်သတင်းအမှောင်တွေရှခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ခေတ်မှာလုံလို့မရဘူးဆိုတော့ဒါစစ်ကောင်စီလည်းတိလာပြီပေါ့နော်အခုဆိုလို့ရှိရင်သူတို့စစ်ရေးတွေလုံးဝနှိမ့်ချနေတာကိုကြည်တာနဲ့ဒီပြည်သူအားနဲ့ပဲတွားနေတဲ့အရွေးတစ်ခုမှာပေါ့နော်ပို့ပြီးတော့ရှေ့ဆက်ပြီးတော့ကျမတို့ရဲ့စစ်ရေးကမြင့်တက်ဖို့ပဲရှိတယ်လို့တော့ကျမသုံးသပ်မိပါတယ်ရှင်ဟုတ်ကဲ့ပါဆီယမပြောသွားတယ်ပေါ့နော်ဆီယမတို့နှစ်ယောက်လုံးရဲ့ပြောသွားချက်ပြန်ခြုံပြီးတော့ပြောရင်ပြည်သူတွေရဲ့အားနဲ့ဒီတော်လှန်ရေးကရွေ့နေတဲ့ခါကျပြည်သူတွေကအားမလျှော့သေးဒါပါဝင်မှုကလည်းလက်ရှိချိန်ထိကလည်းအားမလျော့သေးသေးရတော့တော်လှန်ရေးကနီးစပ်နေပြီနီးကပ်နေပြီလို့ပြောသွားတယ်ပေါ့နော်ဆီယမဆူဇန်နာကိုလည်းပြန်ပြီးအလှည့်ပေးချင်ပါတယ်ဆီယမရှင်ဆိုတော့နွေဦးတော်လှန်ရေးကနိုင်ငံရေးစနစ်ကိုပါအပြောင်းလဲဖြစ်အောင်ဥတည်တဲ့တော်လှန်ရေးဖြစ်နေတဲ့ခါကျတော့လက်ရှိနိုင်ငံရေးအတွေးအခေါ်ပြောင်းလဲမှုကဘယ်လောက်ထိထင်သာမြင်သာရှိပါသလဲဆီယမမှန်ပါတယ်ကျမတို့ဒီຫນွေဦးတော်လှန်ရေးကအာဏာရှင်ကိုဖြုတ်ချဖို့တက်တက်မဟုတ်ဘူးပေါ့နော်ကျမတို့အနှစ်ကာလကလူလန်းတောင်းတခဲ့တဲ့Federal စနစ်ပေါ့လေကျမတို့လွတ်လပ်ရေးရပြီးကတည်းကFederal နဲ့သွားမယ်ဆိုပြီးတော့အားလုံးသဘောတူပြီးတော့เนาะသက်ဆိုင်တဲ့လူတွေအားလုံးသဘောတူပြီးတော့เนาะဒီပြည်လုံစာချုပ်မှာလည်းပါရှိပြီးတော့လက်မှတ်ထိုးပြီးတော့မှကျမတို့လွတ်လပ်ရေးကိုအရယူခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းဒီနောက်ပိုင်းမှာเนาะစနစ်တွေပြောင်းလဲတာเนาะအာဏာရှင်တွေကနေပြီးတော့အမြင့်တွယ်အောင်เนาะစ조사တာနဲ့ပေါ့နော်နောက်ပြီးတော့ဒီလက်နဲ့အားကိုးပြီးတော့เนาะဒီလူနည်းစုကိုဟိုရင်းပေါ့ဒီဘ
ဘယ်လိုပြောမလဲ chance ပေါ့နော်မပေးတာတွေအားလုံးစုဆုံပြီးတော့မှเนาะဒါခေတ်ဆက်ပေါ့လေဒီဖိနှိပ်မှုတွေနဲ့ပဲကျမတို့ကြီးပြင်းလာရတယ်ဒီအရှေ့တောင်အာရှမှာဖွံ့ဖြိုးမှုအကောင်းဆုံးနိုင်ငံကနေပြီးတော့အနည်းဆုံးနိုင်ငံအထိကိုဖြစ်သွားတယ်ပြီးတော့ကျမတို့နိုင်ငံကเนาะဒီပြောင်းရွှေ့ပြီးတော့เนาะနေထိုင်ရတာတွေစစ်ဘေးရှောင်တွေเนาะ refugee တွေเนาะဒုက္ခသည်တွေပေါ့နော်နောက်ပြီးတော့ဒီလူကုန်ကူးတာတွေနောက်ပြီးတော့မူရစ်ဆေးဝါးဟိုဒီလောင်းကစားရဲ့အချုပ်ချာเนาะနေရပေါ့နော်ဒေသတွေဖြစ်နေတာဒါအင်မတန်မှဝမ်းနည်းဖို့ကောင်းပါတယ်เนาะဆိုတော့လူတွေကလည်းအားလုံးเนาะသိလာပြီအခုကျမတို့ကเนาะသွားလို့ရှိရင်ဒီအာဏာရှင်ပြုတ်ကြရုံနဲ့မကဘူးเนาะအရင်ကမကောင်းခဲ့တဲ့စနစ်ဟောင်းခေတ်ဟောင်းတွေကိုထားခဲ့ပြီးတော့မှเนาะကျမတို့စာပေါ့เนาะခေတ်ဒီစနစ်လိုချင်တဲ့စနစ်ပေါ့နော်ဒီမိုကရေစီနော်ဖက်ဒရယ်နော်ဓာတုညီမျှမှုခွဲခြားမှုမရှိတာနော်နောက်ပြီးတော့ hate speech တွေမရှိတာနော်လူနည်းစုကိုချိုးနှိမ်တာအဲ့ဒါတွေမရှိတဲ့စနစ်ကိုကျမတို့ထူထောင်ဖို့အားလုံးပေါ့နော်အားလုံးနှီးပါးကနေပြီးတော့ဒါကိုလက်ခံလာတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်ကျမတို့ဖက်ဒရယ်ဆိုလို့ရှိရင်တိတ်ပြီးတော့မသိကြအောင်ပြောလို့လည်းတိတ်မရအောင်လေနော်ကျမတို့အရင်တော့ဆိုလို့ရှိရင်ဒီနေဆက်တွေကိုလာပြီးတော့နော်စီဝေးတွေဆိုလဲခိုးတက်ရတယ်စာအုပ်တွေပေးလို့ရှိရင်လဲပြည်တွင်းကိုလျှို့ဝှက်ဝက်နဲ့နော်တည်ရတယ်ဒါပေမဲ့အခုကတော့လူတိုင်းက Federal ဆိုတဲ့အနှစ်သာရကိုနီးစမ်းချင်လာပြီပေါ့နော်ကြိုလဲစူးစမ်းနေပြီဒါကိုပြောလို့ကန့်ကွက်မှာတွေလည်းမရှိဘူးပေါ့နောက်ပြီးတော့လူနည်းစုပေါ့နော်အရင်တော့ဆိုလို့ရှိရင်ရိုဟင်ဂျာဆိုရင်နာမည်တောင်ခေါ်လို့မရဘူးပေါ့နော်အခုကတော့ရိုဟင်ဂျာအရေးလူအခွင့်အရေးเนาะအမျိုးသမီးအခွင့်အရေး LGBT အရေးပေါ့နော်အဲ့ဒါတွေကိုလူတွေကကြည်ကြပြန့်ပြန့်ပြောပြီးတော့เนาะခေါင်းဆောင်ပိုင်းမှာလည်းပဲဒီ issue တွေကိုပေါ့လေနားလေလက်ခံဆွေးနွေးလာပြီဆိုတာဒါเนาะခစ်ပြောင်းဖို့အတွက်အခြေခံကောင်းအစကောင်းနေဖြစ်တယ်ဆိုတာကိုတွေ့ရှိရပါတယ်လို့ဟုတ်ကဲ့ပါဆရာမဆိုတော့ဆရာမပြောသွားတဲ့အထဲမှာဆိုလည်းဒါတော်တော်ပြည့်စုံတယ်ပေါ့နော်ဆိုတော့ကျွန်တော်နိုင်ငံတစ်ခုကဒီအာဏာရှင်စနစ်ရဲ့အောက်ဆက်အာဏာရှင်အဆက်ဆက်တွေရဲ့အောက်မှာလုံးဝမပိတ်မမှောင်ထီကိုအဆုံးထီကိုကျသွားပြီးတဲ့နောက်မှာအခုဒီတော်လှန်ရေးဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့တွေအတွေးအသစ်အမြင်သစ်တွေကိုအနှိမ့်ဆုံးထုတ်ပြောရဲတဲ့အချိန်ကာလကိုရောက်လာပြီလို့ဆရာမပြောလာတယ်ပေါ့ဒီမေးခွန်းကိုပဲဆရာမစူစီကိုထပ်ပြီးတော့မေးချင်ပါတယ်ဆရာမလူတော်လှန်ရေးဟာနိုင်ငံရေးစနစ်အပြောင်းလဲဖြစ်အောင်ဥတည်တဲ့တော်လှန်ရေးဖြစ်တယ်ဆိုတဲ့အခါကျတော့လက်ရှိမှာရောနိုင်ငံရေးအတွေးအမြင်ကဘယ်လောက်ထိထင်သာမြင်သာပြောင်းလဲမှုတွေရှိနေလဲဆရာမဟုတ်ကဲ့ပါဆရာမအဓိကအဖြစ်ဒီမေးခွန်းကိုပြောတဲ့အခါမှာဒီတော်လှန်ရေးရဲ့ဒီအဓိကနိုင်ငံရေးအတွေးခေါ်ပြောင်းလဲမှုပေါ့နော်ဒီစိတ်အာဏာနိုင်ငံရေးစနစ်တစ်ခုကိုပြောင်းတာမဟုတ်ဘူးလူတဦးတစ်ယောက်ချင်းစီရဲ့နိုင်ငံသားတွေရဲ့ဒီနိုင်ငံရေးအရာအတွေးခေါ်ပြောင်းလဲမှုဆိုတာအရန်ကိုအရေးကြီးရပေါ့နော်ဆိုတော့အရင်ရှိခေတ်အဆက်ဆက်မှာဒီပြည်သူလူထုကဒီကိုယ့်ကိုအုပ်ချုပ်တဲ့လူရန်စားတရက်ရဲ့အေးလက်အလွှာပေါ့နိုင်ငံရေးအေးလက်အလွှာတစ်ခုရဲ့ဆုံးဖြတ်ချက်တွေကိုပဲနောက်ကနေလိုက်ခဲ့ရတာမျိုးရှိတယ်သို့တော့ဒီတော်လှန်ရေးမှာဆိုရင်တော့ဒီပြည်သူလူထုကကိုယ့်ရဲ့ဒေတာမှာကိုယ့်ရဲ့အရေးကိုပါဝင်ဆောင်ရွက်နိုင်တဲ့အထိအတိုင်းအတာတွေအထိပါဝင်နိုင်တယ်ဆိုတဲ့ဟာကိုညီမတွေးမိရပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ဒီဆရာမဆူဇန်နာပြောသွားသလိုပေါ့နော်ညီမတို့အရှိခေတ်တွေတော့ဆိုရင်ဒီ Federal ဆိုတဲ့အရေးကိုဒီတကယ်အေးလေးအလွှာကပဲပြောတယ်ဆိုတော့များလဲပဲပြည်သူလူထုကဒါကိုနားမလည်ဘူးလူခွေရေးဆိုတာကိုတေချာနားမလည်ဘူးဒီမိုကရေစီဆိုတာဘာလဲဆိုတာတေချာနားမလည်သို့တော့ဒီကာလတွေမှာဆိုရင်ဒီတိုင်းသားတွေရဲ့တကယ်ကိုတောင်းဆိုနေတဲ့နိုင်ငံရေးအရတန်းတူညီမျှခွင့်နေဆိုတာဘာလဲနောက်တစ်ခုကတိုင်းသားတွေရဲ့အခွင့်အရေးတွေဆိုတာဘာလဲလူနည်းစုအခွင့်အရေးဆိုတာဘာလဲနောက်တစ်ခုဒီမိုကရေစီကိုနားလည်ရဆိုရင်တော့မှလူများစုရဲ့ဒီရုံးရဲဆက်ကဲဖြစ်မှုလူများစုရဲ့ဖိနှိပ်မှုတွေကိုမဟုတ်တော့ဘဲနဲ့ပေါ့နော်ဒီလူနည်းစုပါ inclusion ဖြစ်လာအောင်ဘယ်လိုမျိုးလောက်ကြမလဲဆိုတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကအများကြီးပါဝင်လာနေတယ်ဆိုတဲ့ဟာကိုတော့တွေ့ရပါတယ်နောက်တစ်ခုကခုနပြောတဲ့ဒီလူအခွင့်အရေးတွေနောက်တစ်ခုကဒီအမျိုးဒီ gender issue တွေပါလဲဆိုရင်လည်းဒီလူထုကအများကြီးကိုပေါ့ဒီနိုင်ငံရေးအရသိရှိလာရဲဆိုတဲ့ဟာမျိုးတော့တွေ့ရပါ
ပါတယ်လို့နောက်တစ်ခုဒီနိုင်ငံရေးရလို့ပြောတဲ့အခါမှာဆိုရင်လည်းဒီကိုယ့်ကိုဥဆောင်နေတဲ့ကိုယ့်ကိုအုပ်ချုပ်နေတဲ့အဖွဲ့အစည်းတွေရဲ့ဒီပေါ့နော်ဒီ accountable ဖြစ်မှုတွေပေါ်မှာလည်းလူထုကနေပြီးတော့တောင်းဆိုလာနိုင်တဲ့သူတို့ရဲ့ freedom of speech ကိုအသုံးပြုပြီးတော့ဘယ်လိုမျိုးအုပ်ချုပ်ခံတင်တယ်ဘယ်လိုမျိုးအုပ်ချုပ်ခံကိုယ့်အနေနဲ့ဘယ်လိုမျိုးလွတ်လပ်ခွင့်ကိုတောင်းဆိုနေလဲဆိုတဲ့ဟာကြီးကအစအရန်ကိုမြင်လာရပါတယ်လို့အဲ့လိုခင်းချင်းကိုလည်းညီမတို့ဒီကာလတွေမှာအများဆုံးအဖြစ်တွေ့ရတယ်လို့ထင်ပါတယ်ဆရာမဟုတ်ဟုတ်ကဲ့ပါဆရာမရှင်ဆရာမဆွေးနွေးသွားလို့ပေါ့နော်ဆိုတော့ကျွန်တော်ဒီကာလမှာထင်သာမြင်သာရှိဆုံးကကျွန်တော် elite နိုင်ငံရေးကနေကျွန်တော်တို့ပြည်သူနိုင်ငံရေးဖြစ်လာတယ်ပေါ့နော်ဆိုတော့ပြည်သူလူထုကဥဆောင်တဲ့နိုင်ငံရေးဖြစ်လာတယ်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုရှိအောင်ချင်းချင်းကြားထဲမှာအပြန်အလှန် check and balance လုပ်နိုင်တဲ့အခင်းချင်းတစ်ခုဖြစ်လာတယ်ပေါ့ဆိုတော့ဒါကဆရာမဆွေးနွေးသားရရဲ့ highlight လေးပြန်လုပ်တာပါလို့ထပ်ပြီးတော့ဆရာမသင်္ခါရကိုမေးချင်ပါတယ်ဆရာမအုပ်ချုပ်ရေးအပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲအလက်ရှိဆရာမတို့ဒေတာတွေမှာအုပ်ချုပ်ရေးအပိုင်းမှာဆိုရင်ဗရာတွေကအားစိုက်ပြီးတော့အပြောင်းလဲလုပ်ရင်ပိုကောင်းလာနိုင်တဲ့အလားအလာတွေရှိတယ်လေဗရာတွေကိုတော့ဖြစ်အခုချိန်မှာကလေးကအကောင်းကျိုးတွေခံစားနေရပြီလေဆရာမကဲ့ပါကျွန်တော်အနေနဲ့ဒီအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ကအခုလက်ရှိမှာဆိုလို့ရှိရင် NUG ရဲ့လောက်ရန်နီယာဘက်ကိုကျွန်တော်တို့ရောက်နေတာမဟုတ်ဘူးပေါ့နော်စကားစရန်နီယာထဲမှာပဲကျွန်တော်တို့ရှိတယ်အဲ့ဒီအချိန်မှာဆိုရင်ကျွန်တော်တို့ကဘာတွေခံစားရလဲဆိုတော့ကျွန်တော်တို့မှာစိုးစိုးတွေပဲခံစားရတယ်ကျွန်တော်တို့မိုးချုပ်ပြီးတော့လည်းပြင်ထွက်ခွင့်မရှိဘူးဆယ်ကျော်တဲ့ကလေးတွေရဲ့ဘဝကအင်တာခက်ခဲတယ်ဆိုတော့နည်းနည်းလေးလူကောင်ထွားတယ်ခုခေတ်ကလေးတွေကနည်းနည်းလူကောင်ထွားတယ်အဲ့လိုလူကောင်ထွားပြီးဆိုတာနဲ့သူတို့ကခေါ်သွားတယ်ဆွဲခေါ်သွားတယ်ပြန်မလာဘူးပြန်လည်းမရှိတဲ့နေရာပေါ့နော်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ခုနေတဲ့မြို့မှာဆိုရင်စစ်တပ်ရှိတယ်ဆိုတော့ကျွန်တော်တို့မှာပူဆိုးတယ်ပူချက်တဲတယ်ဆိုတော့အရာရာကိုလှုပ်လို့မရတဲ့အနေအထားတစ်ခုမှရှိတယ်ဆိုတော့ကျွန်တော်ကတော့ဒါကျွန်တော်ရဲ့ကျွန်တော်နေတဲ့မြို့ကျွန်တော်နေတဲ့တိုင်းလောက်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအုပ်ချုပ်ရေးတစ်ခုလုံးကိုကြည့်မယ်ဆိုရင်တော့အားလုံးကတော့ကျွန်တော်မြန်မာတိုင်းနိုင်ငံလုံးကပြောရမယ်ဆိုလို့ရှိရင်ဒါစကားရန်နီယာအောက်မှာရောက်နေတဲ့အတွက် NUG အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီရန်နီယာကနေ NUG ရန်နီယာကိုရောက်ဖို့အတွက်လုံဆောင်မှုတွေလိုအပ်တယ်လို့ကျွန်တော်ထင်တယ်ဥပမာကျွန်တော်တို့ပြည်သူတွေနဲ့ပို့ပြီးတော့နီးကပ်ရမယ်နီးစက်ရမယ်ပြည်သူတွေလက်ရှိခံစားနေတဲ့အခြေအနေပုံမူတည်ပြီးတော့ NUG အနေနဲ့ဒီထက်တိုးပြီးဘာတွေလုံဆောင်ရမလဲဆိုတာပေါ့နော်အဲ့ဒါဒီရှိရမယ်နောက်တစ်ခုကကျွန်တော်တို့ကတော့မူဝါဒတွေရေးဆွဲထားတာရှိတယ်ပေါ့နော်အဲ့ဒီမူဝါဒတွေပေါ်မှာမူတည်ပြီးတော့တိတိကျကျတိတိပပတိတိချာချာဒီတိတိချာချာလုံဆောင်မှုလိုတယ်မြေပြင်အခြေအနေကိုတေချာလေ့လာပြီးလိုအပ်ချက်တွေကိုဖြည့်ဆည်းရမယ်စကားကဒီလိုလုပ်နေတဲ့ပုံမှာမူတည်ပြီးတော့ဒီလိုအခြေအနေတွေဆိုတာကဒါenergy ဆိုတာကိုကျွန်တော်ရှင်းရှင်းပြောရရင်အုံနောက်ထဲမထည့်ထားတဲ့စရင်းစရာထဲမှာမထည့်ထားတဲ့အနေအခြေအနေတစ်ခုပေါ့နော်သူတို့ကကြီးရတယ်လို့သူတို့ကြံတာကိုသူတို့စိတ်ထဲမှာမရှိဘူးသူတို့မကြောက်တဲ့အနေအထားမှာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တဲ့အနေအထားကိုယ့်ရဲ့ပြည်သူလူထုကလည်းကိုယ့်ကိုအခုချိန်မှာယုံကြည်တယ်ပြည်သူလူထုရဲ့ထောက်ခံချက်ကိုလည်းရထားတဲ့အခြေအနေပေါ်မှာကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးရန်နေရာကိုတိထက်ပိုပြီးတိကျသေးကြပြီးလှုပ်ဆောင်မှုတွေပေါ့နော်ဒီမူဝါဒတွေနဲ့အတူရုံလုံးပေါ်အကောင့်ထဲဆောင်ရွက်ဖို့အကောင့်ထဲပေါ်ဆောင်ရွက်ဖို့လိုတယ်ပေါ့နော်စကားဆိုလို့ရှိရင်အခုဘယ်လိုလဲဆိုတော့အခုနိုင်ငံရေးချမ်းမှာရှိတဲ့လူသားပြည်သူတွေကိုတော့မှစကားဒီပေါ့နော်စစ်မှုထမ်းမူဝါဒနဲ့အားလုံးကိုဆွဲခေါ်နိုင်တဲ့အနေအထားရှိတယ်။ခုနေ့ကဆိုရင်ထိုင်းကဒီလာပိုင်းမှာပေါ့နော်ဒီထိုင်းမှာအဖမ်းခံရတယ်ဖမ်းခံရတဲ့အခါမှာမြန်မာပြည်ကိုပြန်ပို့တော့ဘုလက်ထဲရောက်သွားစကားလက်ထဲရောက်သွားတယ်ပေါ့နော်။ဆိုတော့ဒီလိုအခြေအနေတွေအများကြီးရှိတယ်။တခြားနိုင်ငံမှာရှိနေတဲ့လူသားပြည်သူတွေကိုတော့မှစကားဒီလိုအနေအထားမှာပြန်ခေါ်နိုင်ရင်ကျွန်တော်တို့ဘက်မှာကအင်အားတချို့တလေမှာနေတာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့မှာလည်းအားသာချက်တွေအများကြီးရှိတယ်အဲ့ဒီအားသာချက်တွေပေါ်မှာမူတည်ပြီးတော့တစ်ခါတလေကြာရင်လည်းကျွန်တော်တို့ရဲ့အားနည်းချက်ကအားသာချက်တွေပြန်ပြောင်းလို့ရတယ်ပေါ့နော်အဲ့လိုအနေထားပေါ်မှာမူတည်ပြီးတော့ NUG NUCC အနေနဲ့ပို့ပြီးတော့ကျွန်တော်တို့ရဲ့ဒီအုပ်ချုပ်ရေးရန်နေရာကိုတိကျသေးကြတဲ့အနေအထားတစ်ခုရအောင်ဆွဲခေါ်နိုင်ဖို့လှုပ်ဆောင်မှုအထူးလိုအပ်တယ်လို့ထင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဆိုတော့ဆရာမပြောသွားတဲ့အထက်မှာပေါ့နော်ဆိုတော့ဒါဆရာမရဲ့နေရာပေါ်မှာအခြေခံပြီးတော့ဆရာမပြောပြသွားတယ်အုပ်ချုပ်ရေးပိုင်းမှာဆိုရင်မြန်မာနိုင်ငံမှာဒီတော်လှန်ရေးအင်အားစုတွေထိန်းချုပ်နိုင်တဲ့ဒေသနဲ့စစ်ကောင်စီဘက်ခြမ်းထိန်းချုပ်နိုင်တဲ့ဒေသဆိုတော့နှစ်ချမ်း
အကွဲကြားထဲမှာရှိတဲ့ဒီအုပ်ချုပ်ရေးရန်တရားရဲ့စီမံပုံတွေနောက်ပြီးတော့ဒါအကြမ်းဖက်လုပ်ရက်နဲ့တစ်ဖက်ကနေစီမံနေတဲ့ချိန်မှာကျွန်တော်တို့ဘက်ခြမ်းကတော်လိုင်းရာဆိုတဲ့ဘယ်လိုစီမံကြမလဲဆိုတဲ့ဟာကိုလည်းဆရာမကမေးခွန်းထုတ်သွားတာပေါ့နော်ဆိုတော့ဆရာမဆူဇန်နာကိုဒီမေးခွန်းထပ်ပြီးတော့မေးချင်ပါတယ်ဆရာမရှင်အုပ်ချုပ်ရေးအပိုင်းနဲ့ပတ်သက်ပြီးတော့ဆရာမတို့အနေနဲ့ဘယ်လိုမြင်သလဲဘယ်နေရာမှာပို့ပြီးတော့အားစိုက်တင်လဲဘာတွေကိုပို့ပြီးတော့အပြောင်းလဲလုပ်တင်လဲဆရာမဟုတ်ကဲ့အုတ်ချုပ်ရေးကကျမတို့ကဘိုးဦးစီးစနစ်ပေါ့နော်ဘိုးချုပ်ကင်တဲ့စနစ်ကခေတ်ဆက်ဆက်ကျင့်သုံးပြီးတော့မှအလုံးမဖြစ်ဘူးဒါဆိုလို့ရှိရင်မမျှတဘူးเนาะဒီအစိုးရရဲ့ဘတ်ဂျက်တွေအခွန်ငွေတွေစီးဆင်းမှုကလည်းပဲမျှတမှုမရှိဘူးအဲ့ဓာတွေကိုကျမတို့ကမကျေနပ်လို့ပေါ့နော်ဒီဘိုဦးစီးစနစ်ကိုမကျေနပ်လို့အခုက Federal စနစ်ပေါ့နော် Federal ဆိုတာကိုဟိုအားလုံးတောင်းဆိုနေတဲ့ကိုကံကြမ္မာကိုဖန်တီးခွင့်เนาะဒီစာပေါ့နော်ဒီတေယံဇာတเนาะနောက်ပြီးတော့အခွန်ငွေစသည်ဖြင့်ပေါ့နော်ဒါပြည်သူတွေရဲ့အကျိုးရှိအောင်သုံးစွဲမယ်ခန့်ခွဲနိုင်ရမယ်ပြည်သူတွေရွေးချယ်တဲ့ကိုစားပြုတွေကနော်ဒီခန့်အပ်တဲ့အစိုးရခန့်ခွဲနိုင်ရမယ်ဆိုတော့ကျမတို့ကဘိုဦးစီးစနစ်ကိုပယ်ဖျက်ပြီးတော့မှနော်ဒီFederal စနစ်ကိုသွားမှာဖြစ်တယ်သွားနေတယ်ပေါ့နော်အခုဆိုလဲတည်ဆောက်နေတယ်အခုတချို့သော Federal Unit တွေမှာဆိုလို့ရှိရင်သူတို့ယာယီအစိုးရတွေဖွဲ့ထားတယ်နောက်ပြီးတော့ဌာနတွေလည်းဖွဲ့ထားတယ်နောက်ပြီးတော့ကျမတို့ဒီ NUG ဆိုတာကမူဝါဒချမှတ်ပြီးတော့ဒီ Federal Unit တွေနဲ့ပူးပေါင်းပေါင်းဆက်ပြီးတော့မှကျမတို့လက်တွဲလှုပ်ဆောင်နေတာဖြစ်တယ်ဒါပေမဲ့တခုတော့ရှိတယ်ကျမတို့စိုးမိုးနယ်မြေဖြစ်ဖို့လိုတယ်အဲ့ဒါကြောင့်နံပါတ်1စစ်နိုင်ဖို့လိုတယ်နော်ကျမတို့နိုင်မယ်ထိန်းချုပ်နိုင်မယ်နောက်ပြီးတော့အဲ့မှာအုပ်ချုပ်ရေးစနစ်တွေတိဆောက်ပြီးတော့ပြည်သူတွေဒီမိမိလိုလားတဲ့ဒီစနစ်ကိုတိဆောက်ရမှာဖြစ်တယ်အခုလောလောဆယ်တော့ဒါစာပေါ့နော်အားလုံးကတော့ဆရာမသင်္ခါရပြောသလိုပဲခုနက NUG ပဲမြင်တာပေါ့နော်ဒါပေမဲ့လည်းကျမတို့ရပ်တည်နေတာကတော့ဘိုးအစိုးရအနေနဲ့မဟုတ်ပဲနဲ့ဒီတော်လန်ရေးမှာစုစုစည်းစည်းလုံနိုင်အောင်အတွက်ဖွဲ့ထားတဲ့ယာယီအဖွဲ့အစည်းတာဖြစ်တယ်ကျမတို့စီမှာစာပေါ့ full authority နောက်ပြီးတော့ဒီလုတ်ပိုင်ခွင့်အပြည့်အဝအဲ့လိုမျိုးအချုပ်အခြာအာဏာယူထားတဲ့အဖွဲ့တော့မဟုတ်ဘာလဲဆိုကျမတို့သွားချင်တာ Federal သွားချင်တာဘိုဦးစီးစနစ်မသွားချင်ဘူးအဲ့ဒါကိုလည်းအားလုံးကရွေးချယ်ထားပြီးဖြစ်တယ်အဲ့အတွက်လည်းပဲကျမတို့စူးစမ်းနေတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျမတို့ဒီအုပ်ချုပ်ရေးကိုဘယ်လိုမြင်လဲဆိုလို့ရှိရင်ကျမတို့ဒီစစ်အာဏာရှင်ကိုချုပ်ငြိမ်းအောင်လုပ်ရမယ်တိုက်ထုတ်အောင်လုပ်ပြီးတော့ဒေသန္တရအုပ်ချုပ်ရေး Federal အုပ်ချုပ်ရေးအဲ့ဒါကိုခိုင်ခိုင်မာမာအားစိုက်ပြီးတော့လှုပ်ဆောင်ရမှာဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါဆင်မပြောသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တွေတစ်လျှောက်လုံးမြန်မာနိုင်ငံတစ်လျှောက်လုံးမှာဗဟိုဦးစီးစနစ်ကနေကြိုးကင်ပြီးတော့အုပ်ချုပ်ခဲ့တဲ့နီးနာကမအောင်မြင်ဘူးဒါကကျွန်တော်တို့အတွက်ဒါပြည့်စည်စေတယ်ပေါ့နော်ဆိုတော့အခုလက်ရှိမှာဒီ Federal စနစ်ရဲ့အခြေခံဖြစ်တဲ့ဒေသနာကိုအခြေပြုပြီးတော့ပဲကျွန်တော်တို့တွေက bottom up စနစ်နဲ့သွားနေပါတယ်ဆိုတဲ့ဟာနဲ့ဆရာမပြောသွားတယ်ပေါ့နော်ဆိုတော့စစ်ရေးကလည်းအခရာဖြစ်တယ်ဒီနယ်မြေစိုးမိုးနိုင်မှုအတွက်လည်းစစ်ရေးကလည်းအရေးကြီးတယ်ဆိုတာဆရာမပြောသွားတယ်ဆိုတော့ဆရာမဆူစီကိုထပ်ပြီးတော့မေးချင်တာကစစ်ရေးနဲ့ပတ်သက်ပြီးတော့ရောဘယ်လောက်ထိအားရကျဉ်းမှုရှိလဲနယ်မြေစိုးမိုးမှုနဲ့ပတ်သက်ပြီးတော့ရောဘယ်လောက်ထိအားရကျဉ်းမှုရှိလဲဆရာမဟုတ်ကဲ့ဆရာမဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ဒီစစ်ရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်လဲလို့ပြောတဲ့အခါမှာဒီအခုဒီ2024ခုနှစ်အတွင်းမှာဆိုရင်စစ်ရေးအရအနိုင်ရမှုတွေကအများများလာလို့ထင်တယ်ဒီတိုက်ပွဲတွေမှာတော့၎င်းနောက်တစ်ခုဒီတခြားသောဒီနယ်မြေဒေသအတွင်းမှာရှိတဲ့ဒီတခြား ERO တွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကလည်းအရင်အားကောင်းလို့ထင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ဆိုရင်ဒီသတင်းအချက်အလက်တွေရဆိုရင်ဒီဘက်က ERO တွေတခြားသော PDF တွေတင်ထားတဲ့နယ်မြေတွေကများသောအားဖြင့်ဒီ 42% လောက်ထိရှိရလို့တွေ့ရတယ်တနိုင်ငံလုံးမှာဆိုရင်ဒီစစ်ကောင်စီထိန်းချုပ်ထားတဲ့နယ်မြေက21%ပေါ့နော်တခြားကျန်တဲ့ဒီ
ဒေတာတွေကတော့ဒီစစ်ဖြစ်ပွားရနေရာတွေပဲရှိသေးရပေါ့တကယ်ကို fully control က 42% လောက်ထိရှိရဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒါကတော်တော်လေးကိုကောင်းတဲ့အနေအထားတစ်ခုလို့တွေ့ရတယ်နောက်တစ်ခုဒီလိုမျိုးတိုက်ပွဲတွေပေါ်ဆောင်တဲ့အခါမှာဆိုရင်လည်းဒီတပ်ဖွဲ့တွေအနေနဲ့ဒီလက်နက်ကင်တပ်ဖွဲ့တွေအနေနဲ့ကဟိုဒီကိုယ့်ရဲ့ဒေတာမှာရှိတဲ့ဒီဒေတာအတွင်းမှာရှိတဲ့ဒီဘယ်လိုပြောမလဲဒီစီရေးရတကယ်ကိုစီးစနစ်ကြတဲ့ strategy တွေကိုသုံးပြီးတော့ fully control လုပ်သွားတာကိုလည်းတွေ့ရတယ်ဒါပေမဲ့နောက်တစ်ခုရှိတာကဟိုဒီနယ်မြေစိုးမိုးမှုနဲ့ပတ်သက်ပြီးတော့ဟိုအားရမှုလို့ပြောတဲ့အခါမှာပို့ပြီးတော့ဟိုတိုက်ပွဲတွေကိုပို့ပြီးဖော်ဆောင်လာနိုင်ဖို့အတွက်ပေါ့နော်ဥပမာအဖြစ်ဒီတစ်ဖက်မှာညီမတို့ဒီဘက်မှာဆိုမကွေးဘက်မှာဆိုရင်ဒီတစ်ဖက်ကလည်း AA တို့ဘာလို့ရှိရဲဆိုတော့ AA တို့ဘာလို့ ਨੇ တခြားသောအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ CAA ရပေါ့နော်ဒီပူးပေါင်းဆောင်ရွက်မှုတွေကိုအများကြီးပို့လုပ်ဖို့လိုမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးတွေတော့တွေးမိပါတယ်နောက်တစ်ခုဒီလိုမျိုးဒီနယ်မြေစိုးမိုးလာတဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ဒေတာမှာရှိရဲကိုကတကယ်ကို fully control ဖြစ်လာပြီဆိုဒီဒေတာမှာရှိရဲဟိုပြည်သူလူထုအတွက်ဘာလဲလို့လဲ humanitarian aid တွေအတွက်ဘာတွေကူညီပေးနိုင်မလဲဆိုတဲ့ဟာကိုဒီကိုယ့်ရဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းအများကြီးသုံးသပ်ဖို့လိုတယ်ဆိုတာတော့တွေးမိပါတယ်လို့ဆရာမဟုတ်ဟုတ်ကဲ့ပါဆရာမရှင်ဆရာမပြောသွားတဲ့အထက်မှာလည်းဒါစစ်ရေးနဲ့ပတ်သက်ပြီးတော့ဒီဒါကောင်းကောင်းလေးတွေပြောသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဒေါ်လာရေးရာဆိုတာ42%ဒီစိုးမိုးနိုင်ပြီးစစ်တပ်မှာ41%လောက်ပဲရှိပြီးတော့ကျွန်တော်တို့ဂျားနယ်မြေက39%လောက်ထိရှိနေတယ်ဆိုတာဆရာမပြောသွားတယ်ဆိုတော့ဒီနယ်မြေစိုးမိုးမှုနဲ့ပတ်သက်ပြီးတော့ပူးပေါင်းဆောင်ရွက်မှုတွေကလည်းလိုအပ်တယ်လို့ဆရာမပြောသွားတယ်ပေါ့နော်ဆိုတော့ဆရာမစုမေယုံဒီမေးခွန်းနဲ့ပဲထပ်ပြီးတော့မေးချင်ပါတယ်ဆရာမစစ်ရေးနဲ့ပတ်သက်ပြီးတော့ဆ iam အနေနဲ့ရောဘယ်လောက်ထိအားရကျဉ်းမှုရှိလဲနယ်မြေစိုးမိုးမှုနဲ့ပတ်သက်ပြီးတော့ဆ iam အနေနဲ့ဘယ်လိုမှတ်ချက်ပြုချင်လဲရှင်ဟုတ်ဒီတော်လိုင်းကြီးရပါတော့ကျမတို့တော်လိုင်းကြီးရတကယ်ပြောရမယ်ဆိုရင်တော့ကိုယ်တိုင်ပါဝင်မှဒီရဲ့အခက်ခဲတွေစိန်ခေါ်မှုတွေအဖက်ဖက်ကရင်ဆိုင်ရတယ်ဆိုတော့သိလာတာပေါ့နော်ကျမတို့အာဏာရှင်စနစ်ကိုဖြုတ်ချမယ်ဆိုရင်ကျမတို့ကဘယ်သူမှတာဝန်ရှိလဲဆိုကျမတို့ပြည်သူတရက်လုံးမှာတာဝန်ရှိပါတယ်ဘယ်သူမှမဟုတ်ဘူးပေါ့နော်အဓိကပါလဲဆိုအာဏာရှင်စနစ်ပြုတ်ကြမယ်ဆိုရင်အဖွဲ့အစည်းတွေနဲ့လည်းဒါဆမ်မိုင်းစောနာစုစံပြောသလိုပဲနားလည်လာတာပါလဲဆိုတာဝန်တစ်ခုကိုပေးပလိုက်တာအမှန်ကတော့ကိုယ်နိုင်ငံကောင်းစားစေခြင်းနဲ့အာဏာရှင်ဖြုတ်ချခြင်းတဲ့အတွက်ဒီလိုမျိုးအဖွဲ့အစည်းလေးတွေနဲ့ထိန်းထားတာပေါ့နော်ဒါမှလည်းအစုအဖွဲ့နဲ့ဒီအာဏာရှင်ကိုတိုက်ဖြုတ်လို့ရမယ်ဆိုတော့ကျွန်မမြင်မိလာတယ်ပေါ့နော်ပြီးတဲ့အခါကျအခုဆိုရင်စစ်မှုထမ်းဥပဒေဆိုတာမျိုးပေါ်လာတဲ့ချိန်မှာလူငယ်တွေတော်တော်များများလမ်းပေါ်မှာဖြစ်ဖြစ်အိမ်မှာဖြစ်ဖြစ်ဝင်ဆွဲခံရတာပေါ်တာဆွဲခံရတာကြုံရတယ်ပေါ့အဲ့ဒီတည်းမှာကျွန်မရဲ့ဒီအတိမိတ်ဆွေရဲ့ညီတွေရဲ့ပေါ့နော်တငယ်ချင်းရဲ့ဒီညီတွေအဲ့လိုပေါ့မောင်နှမတွေပါသွားတာတွေမြင်ရတယ်ပေါ့နော်သိရတာလည်းရှိရဲနောက်ဆုံးအဲ့လိုမျိုးပါသွားပြီဆိုရင်ဘယ်လောက်ထိခက်ခဲလဲဒီစစ်မှုထမ်းပါသွားပြီဆိုရင်တို့တွေဒီဘယ်လိုမျိုးညှင်းမဲ့နှိပ်စက်လဲဆိုတာကိုအစတို့ပြန်လဲထွက်ပြေးလာလို့လွတ်မြောက်လာတဲ့အချိန်မှာသိရတာလည်းရှိရဲပေါ့ဒါတွေကိုလည်းသတင်းမီဒီယာတွေမှာတင်တာလည်းတွေးကြရမယ်ပေါ့အဲ့တော့စစ်ရေးကမြင့်တက်လာမှာပါတဖြည်းဖြည်းနဲ့ပေါ့အဲ့ဒီမြင့်တက်မှုကအရေးတောင်းမိတာပါလဲဆိုကျမတို့ပြည်သူတွေပါကျမတို့ပြည်သူတွေကတောက်ခံနိုင်လို့ဒီစစ်ရေးတစ်ရက်လုံးကဒါလူငယ်တွေကပေါ့နော်အဓိကတစ်ခုပဲစစ်ရေးဘာကြောင့်ဒီစစ်ကောင်စီရန်နေရဖြိုချနိုင်တဲ့နေရာမှာတော့တရားနေနိုင်နေလဲဆိုလို့ရှိရင်နောက်ွယ်မှာလူမသိသူမသိနဲ့ပံ့ပိုးနေတဲ့သူတွေရှိပါတယ်။သူကဘာလို့ပံ့ပိုးလဲဆိုလို့ရှိရင်အာဏာရှင်ဖြုတ်ချတဲ့အခုဆိုရင်ကျမတို့ဒါတွေ့ရမယ်ပေါ့နော်ဟိုတော်လိုင်းရေးမှာ profile ဖြောက်ပြီးတော်လန်တဲ့လူတွေရှိတယ်လို့ public နဲ့သွားတဲ့လူတွေရှိတယ်ပေါ့ဒါပေမဲ့ဘာဖြစ်လာလဲဆို public နဲ့သွားတဲ့လူမှာတစ်ဖက်မှာလည်းတော်လန်ရတယ်လို့စိတ်ပိုင်းဆိုင်ရာတွေဟလာရုပ်ပိုင်းဆိုင်ရာတွေပြီးရင်ဟိုဝေဖန်ခံရတာတွေရှိတာပေါ့နော်ဒါပေမဲ့အခုမြင်ရတဲ့လောက်ဆိုရင်အားလုံးကတောက်ခံနိုင်ကြပါတယ်ဒီဘက်မှာအခုဆိုလို့ရှိရင်တော်လန်ပြည်သူတွေများလာတယ်ပေါ့နော်အခုဆိုကျမတို့ဒီဘက်မဲဆောက်မှာဆိုတရားမဝင်နေရတဲ့သူတွေများလာတယ်။ဘာဖြစ်လို့ဒီဘက်မှာများလာလဲဆိုအဓိကတစ်ခုပဲပေါ့။အာဏာရှင်လက်အောက်မှာမနေနိုင်လို့ထွက်လာတယ်ကျမတို့ကဒါကြိုးဆိုရမယ်ပေါ့နော်။ကြိုးဆိုပြီးပြီဆိုရင်ကျမတို့ကဘာလဲဆိုလို့ရှိရင်ဖေးမနိုင်ဘူးဘလိုမျိုးတွေလုံနိုင်မယ်။ဒါဆိုလို့ရှိရင်ကျမတို့ဟုတ်ပြီကျမတို့တွေဟိုဖွဲ့စည်းထားတဲ့ဒီအန်ယူဂျီအပါဝင်ပေါ့နော်ဒီအခုဆိုလည်းအမျိုးသမီးဖွဲ့တွေရှိမယ်အခုဆိုရင်အမျိုးသမီးဖွဲ့တွေပေါ်ပေါက်လာတာအာဏာရှင်တော်လှန်ဖို့အဖွဲ့တွေပေါ်ပေါက်လာတာအရန်အားရဖို့ကောင်းတယ်နော်ဒါမျိုးတွေဆိုရင်လည်းအခုဒီဝင်ကြီးဌာနကဒီအနီဆမ်မိုင်းတို့စူဇန်တို့ကအစပေါ့နော်အခုဆိုရင်ကြိုးဆိုလာတာကိုလည်းတွေ့ရတယ်ပေါ့နော်ဒါဒီကျမတို့ဒီပူပေါင်းစစ်စင်ရေးပါဒီပူပေါင်းစစ်စင်ရေးကအချိန်နဲ့တပြေးညီမြင့်တက်လာလေအာဏာရှင်ရန်နေရပြုတ်ကြလေဖြစ်လေပဲလို့ကျမကတော့မြင်မိပါတယ်လို့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာမပြောသွားတဲ့အထက်မှာစစ်ရေးအားကောင်းမှုအတွက်ဆိုရင်ဒါပူပေါင်းဆောင်ရွက်မှုတွေအများကြီးလိုတယ်အခုဆိုရင်လည်းဒါ NUG ကလည်းဒါစာထုတ်ပြီးတော့ကြိုဆိုတဲ့ဟာတွေအများကြီးပြောထားတယ်ပေါ့နော်ဆရာမဆူဇန်နာကိုမိကုန်းထပ်မေးချင်ပါတယ်ဆရာမစစ်ရေးနိုင်ငံရေးမဟာမိတ်ပြုပူပေါင်းဆောင်ရွက်နိုင်မှုအတွက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ဆောင်နိုင်မလဲ
ခုလက်ရှိချိန်ကရောဒီပူပေါင်းမဟာမိတ်ပူပေါင်းဆောင်ရွက်မှုအင်အားကဘယ်လောက်ထိအားကောင်းနေပြီလဲဆရာမရှိ ကဲနိုင်ငံရေးပူးပေါင်းမှုမှာတော့ဒီ NUG စဖွဲ့ပြီးဆိုကြတဲ့ကကျမတို့ FDC ပေါ်မှာအခြေပြုပြီးတော့မှเนาะဒီရွေးကောက်ခံကိုယ်စားလှယ်တွေเนาะဒီတိုင်းသားမဟာမိတ်ကနေပြီးတော့ nominate လုပ်တဲ့เนาะဒီကိုယ်စားလှယ်တွေเนาะနောက်ပြီးတော့ဒီဟိုစားပေါ့เนาะလူငယ်အင်အားစုတွေတပိတ်အင်အားစုတွေစသည်ဖြင့်ပေါ့เนาะဘက်ပေါင်းစုံကပါဝင်အောင်လို့เนาะအားလုံးစုစုစည်းစည်းနဲ့ဖွဲ့စည်းထားတဲ့ပေါ့เนาะဒီ NUG ဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုအားရကျေနပ်မှုရှိလားဆိုဟုတ်တယ်ခုနနိုင်ငံရေးအစုဖွဲ့ကတော့ဟိုထိုက်တင်တဲ့လောက်ပေါ့နော်ထိုက်တင်တဲ့လောက်ကျမတို့ဟိုဥဆောင်နိုင်တယ်เนาะနောက်ပြီးတော့တော်လှန်ရေးအတွက်ရန်ပုံငွေတွေရှာတာเนาะနောက်ပြီးတော့မူဝါဒတွေထုတ်ပြန်တာเนาะနောက်ပြီးတော့ institutionalize ပေါ့နော်ကျမတို့ဒီမူဝါဒတွေထုတ်ပြန်ပြီးတော့မူဝါဒအတိုင်းအလုပ်လုပ်တာเนาะနောက်ပြီးတော့ institutionalize ဆိုတော့သူ့ရဲ့ structure တွေเนาะဆိုတော့ဒါကတော့အသင့်အတင့်ပေါ့လေအလုပ်ဖြစ်တယ်မဆိုးဘူးလို့တော့ကျမမြင်တယ်ပေါ့နော်သို့တော်လည်းဒီစစ်ရေးမှာကကြတော့เนาะဒီတော်လှန်ရေးတိုင်းမှာကတော့ကျမတို့စစ်ရေးမှာ comment အရေးကြီးတယ် one comment အောက်မှာစုစုစည်းစည်းလုပ်ဖို့လေအဲ့ဒါအရင်အရေးကြီးပါတယ်အရင်ကနဲ့စာလို့ရှိရင်တော့ဘာပဲဖြစ်ဖြစ်ပေါ့လေเนาะဒီမြန်မာနိုင်ငံဒီစုစည်းဖို့အတွက်เนาะဒီတောင်ပိုင်း comment မြောက်ပိုင်း comment စသဖြင့်ခွဲပြီးတော့လုပ်နေတာတော့ရှိရဲ့သို့တော်လည်းအဲ့မှာလည်းပဲဟိုရင်းပေါ့နော်တိုးတက်ဖို့ area တွေကတော့ကျန်သေးတယ်နောက်တစ်ခုကတော့ trust ပေါ့နော်ကျမတို့ကခစ်ဆက်ဆက်တယောက်နဲ့တယောက်မယုံကြည်ဘူးပေါ့နော်တိုင်းသားအချင်းချင်းမယုံကြည်ဘူးနောက်ပြီးတော့ဒီယုံကြည်ကိုးကွယ်မှုအပေါ်မှာမူတည်ပြီးတော့လဲကွဲပြားကြတယ်နောက်ပြီးတော့တိုင်းသားလူနည်းစုလူများစုစသဖြင့်ကွဲပြားမှုတွေကအများကြီးပဲအဲ့ပေါ်မှာယုံကြည်မှုတည်ဆောက်မှုကနည်းနည်းလေးရှေ့ကြခက်ခဲတယ်လို့တော့မြင်တယ်ပေါ့နော်ဆိုတော့ဟိုအရင်ကเนาะကျမတို့ဒီပင်လုံစာချုပ်ပေါ်ကိုမဖြည့်စည်းနိုင်ခဲ့တဲ့ဒါကြီးကဆုံးရှုံးမှုအကြီးကြီးဖြစ်ခဲ့ဒါလည်းရှိတယ်เนาะဟိုအရင်တုန်းကလည်းအဲ့လိုပဲပေါ့ဒီဥနုဆိုရเนาะဒီအာနာသိန်းခံကတော့ဒီနေဆက်ဒေတာကိုထွက်လာတယ်တိုင်းသားတွေနဲ့ပူးပေါင်းတယ်ဒါပေမဲ့နောက်ပိုင်းမှာเนาะဒီအစင်မပြေမှုတွေဖြစ်တယ်ပေါ့လေတိုင်းသားတွေကတစ္ဆာဖောက်ခံရတယ်လို့လည်းခံစားအဲ့ဒါတွေကအခုအချိန်မှာအရင် effect ဖြစ်တယ်ပေါ့နော်ဒီ effect ဖြစ်တာကတော့ကျမကတော့မျှော်လင့်တယ်ဒီတော်လှန်ရေးတစ်စုံလုံးကိုအထိပေါ့နော် impact မဖြစ်ဖို့တော့မျှော်လင့်တယ်ဘာလဲဆိုတော့ကျမတို့အချိန်နော်အချိန်ဆိုတာအရင်အရေးကြီးတယ်ကျမတို့အာဏာရှင်ကိုအချိန်ပေးလို့မရဘူးနော်အချိန်ပေးလိုက်တာနဲ့တကွာနော်ဒီပြည်သူတွေခံစားရတာအင်မတန်မှနစ်နာတယ်နော်သူတို့နစ်တူတူကခံစားရတယ်နော်ဒီလိုမျိုးစစ်ဘေးရှောင်ဆိုရင်လည်းစစ်ဘေးရှောင်မှုလို့အခုဒီဟိုစားပေါ့နော်စကားစထိန်းချုပ်တဲ့နေမြေနော်ရန်ကုန်မန္တလေးနေပြီးတော့စသည်ဖြစ်မှာပေါ့နော်ပေါ်တာတွေဆွဲစစ်မှုထမ်းအတွက်ဆွဲအဲ့ဒါတွေကတကယ်ကိုမိဘတွေအတွက်နော်ဒီကလေးတွေလူငယ်တွေအတွက်ပေါ့နော်တကယ်ကိုငရဲဖြစ်တယ်အဲ့တော့ကျမတို့ကအချိန်ပေးလို့မရဘူးเนาะအဲ့တော့ကျမတို့ဒီဟုတ်တယ်ဖြတ်တန်းလာခဲ့တဲ့เนาะဖြတ်တန်းလန်ကားတဲ့တမိုင်းကအင်မတန်မှခါးသေးတယ်ယုံကြည်မှုတည်ဆောက်ဖို့ကအင်မတန်မှခက်ခဲနေတော့မယ်သို့တော်လည်းကျမသတင်းတစ်ခုပေးချင်တာကတော့ကျမတို့တော်လှန်ရေးအင်အားစုတွေရောเนาะတိုင်းသားအဖွဲ့တွေရောเนาะဒီဟိုရင်းပေါ့เนาะဒီဟိုဘယ်လိုပြောမလဲဝေဖန်မှုဒီလုံနေတဲ့အဖွဲ့အစည်းတွေရောလူပုဂ္ဂိုလ်တွေရောပေါ့နော်ကျမတို့အချိန်ကိုတော့ဆွဲလို့မရပါဘူးလို့နော်ကျမတို့ဒီတော်လှန်ပြည်သူတွေအတွက်အားဖြစ်ဖို့အတွက်နော်ကျမတို့ယုံကြည်မှုတည်ဆောက်ဖို့အတွက်နော်ဒီအားလုံးစုစုစည်းလုပ်ဖို့အတွက်အားလုံးနော်ပါဝင်ကြပါနော်တိုက်တွန်းကြပါအားပေးကြပါနော်အဲ့ဒီဟာမှာကျမတို့ကြော်လွန်နိုင်ပြီးတော့ကျမတို့လိုချင်တဲ့နိုင်ငံကိုပုံဖော်နိုင်မှာဖြစ်ပါတယ်လို့ကျမတို့အချိန်သိမ့်မရှိတော့ပါဘူးလို့ကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့ပါဆရာမဆိုတော့ဆရာမပြောသွားတာကဒီတော်လှန်ရေးမှာကျွန်တော်တို့ကြုံနေရတဲ့အခက်အခဲအကြီးဆုံးတွေကိုဆရာမထောက်ပြသွားတယ်ပေါ့နော်ဆိုတော့စစ်ရေးနိုင်ငံရေးမဟာမိတ်ပြုဖို့အတွက်ဆိုရင်ကျွန်တော်တို့မှာဒါခါးသီးတဲ့သမိုင်းကြောင်းတွေခါးသီးတဲ့အတွေ့အကြုံတွေကနေယုံကြည်မှုတည်ဆောက်ဖို့ခက်တဲ့ကာလကြောင့်ဒါပူးပေါင်းဆောင်ရွက်မှုအားနည်းနေတော့မယ်ပေါ့နော်ဆိုတော့တစ်ချိန်တည်းမှာလည်းသတိပြုဖို့ကအချိန်ကအရန်နည်းနေတယ်ကျွန်တော်တို့တောက်ခံနိုင်ဖို့အတွက်အချိန်ကအရန်အရေးကြီးတယ်ဆိုတာဆရာမထောက်ပြသွားတယ်ပေါ့နော်ဆိုတော့ဆရာမပြောတဲ့အထဲမှာလည်းဒါပြည်သူတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့လည်းအများကြီးပြောသွားတယ်ပေါ့နော်ဆိုတော့ဆရာမဆူစီကိုဒီမေးခွန်းလေးနဲ့ပဲပြန်ပြီးတော့ဆက်ချင်ပါတယ်ဆရာမပြည်သူလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ဆရာမအနေနဲ့ဘယ်လိုမှတ်ချက်ပြုချင်လဲစစ်ဘေးရှောင်ရဲ့အရေးကိုဘယ်လိုပုံစံနဲ့လှုပ်ဆောင်ပေးဖို့လိုအပ်နေတယ်လဲဆရာမဟုတ်ကဲ့ဆရာမဒီပြည်သူ့လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီကာလကပြည်သူ့လုံခြုံရေးအတွက်တော်တော်ကိုဆိုးဆိုးဝါးဖြစ်နေတဲ့ကာလလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ပြည်သူလို့ပြောတဲ့အခါမှာပြည်တွင်းထဲမှာရှိတဲ့သူတွေပေါ့နောက်တစ်ခုပြည်တွင်းထဲမှာဒီကိုယ့်ရဲ့နေအိမ်ကိုစွန့်ခွာပြီးပြေးနေရတဲ့ဒီ NTP တွေလည်းအများကြီးရှိတယ်လို့ပဲဒီကိုယ့်နိုင်ငံတွေကနေပြီးတော့တခြားပေါ်သားနိုင်ငံတွေကိုတွားတဲ့ပြည်သူလူထုရဲ့လုံခြုံရေးရလည်းအရန်ကိုဒီကာလမှာအရန်ကိုထိခိုက်နေရလို့ခံစားရတယ်ဆိုတော့ပထမတစ်ခုကတော့ဒီပြည်တွင်းထဲမှာရှိတဲ့သူတွေကအခုချိန်မှာဆိုရင်ဒီစစ်မှုထမ်းဥပဒေကိုတော်တော်လေးအကြက်ရိုက်နေရပေါ့နော်နောက်တစ်ခုဒီပြည်တွင်းထဲမှာဆိုရင်ဒီ rule of law မရှိတဲ့အခါမှာrule of law ကလုံးဝcover မဖြစ်နေတဲ့အခါမှာဆိုရင်နေရာတကာမှာဒီ crime rate တွေကအရန်တက်လာတယ်ပေါ့နော်ဒီလူတက်မှုတွေနောက်တစ်ခုကဒီလူရက်မှုတွေကအရန်ကိုအဲ့ဒီ rate တွေကအရန်တက်လာတယ်ဆိုတဲ့ဟာမျိုးရှိတယ်ဆိုတော့ပြည်သူတွေအတွက်အရန်ကိုထိခိုက်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဒီကိုနေအိမ်ကိုဖျက်ထွက်ဒီဟိုဘယ်လိုပြောမလဲထားခဲ့ပြီးထွက်ပြေးရဆိုရင်တော့မှကိုထွက်ပြေးရဲ့နေရာတွေအထိကိုစစ်တပ်ကဥမာဖြစ်အဲ့နေရာက EROs ပဲဖြစ်ဖြစ်တခြားသော local PDF တွေကထိန်းချုပ်ထားတဲ့နေရာတွေမှာဆိုရင် air strike တွေလောက်တာမျိုးဒါမျိုးတွေလည်းအများကြီးကြုံရတယ်ပေါ့နော်ဆိုတော့ဒါတွေကတော့တော်တော်ဆိုးဆိုးဝါးဖြစ်တယ်လို့ခန်းစားရတယ်နောက်တစ်ခုကဒီပြည်တွင်းကနေပြီးတော့ရှောင်သွားတဲ့ဒီတခြား border ပေါ့နော်ဒီနေဆက်ဘက်ကိုရောက်နေတဲ့သူတွေမှာဆိုရင်အခုသတင်းတွေရဆိုရင်ဒီကြားဖြတ်ကိစ္စတွေကြောင့်ဒီထိုင်းဘက်ကအာဏာပိုင်တွေကဒီဥမာဖြစ်ဒီမဲဆောက်ဘက်ကိုရောက်နေတဲ့သူတွေမှာဆိုရင်သူတို့ရဲ့လုံခြုံရေးကအရန်ကိုစိုးရိမ်ဖို့ကောင်းတယ်ပေါ့နော်ဖန်ဆီးတာမျိုးတွေပြန်ပို့တာမျိုးတွေဒါမျိုးတွေအများကြီးကြုံရတယ်လို့ထင်တယ်ဆိုတော့အဓိကမြန်မာနိုင်ငံရဲ့အတွင်းမှာရှိတဲ့ဒီစစ်ဆောင်ပြည်သူတွေရဲ့အရေးလို့ပြောမယ်ဆိုရင်တော့အများကြီးလိုအပ်သေးတယ်ပေါ့နော်ဒီသူတို့အတွက်ဒီနေရာထိုင်ခင်းတွေပေးဖို့နောက်တစ်ခုကတော့အဓိကအရေးကြီးဆုံးကတော့ဒီစေဝါပစ္စည်းတွေလို့တော့ထင်တယ်ပေါ့နော်ဒီစေဝါထောက်ပံ့မှုတွေလည်းအများကြီးမရနိုင်ဘူးဆိုတော့ဒီကာလတွေမှာဆိုရင်ကာကွယ်ဆေးထိုးဖို့အတွက်ကလေးတွေမှာပြက်ကွက်တာမျိုးနောက်တစ်ခုဒီကိုဝင်ဆောင်တဲ့အမျိုးသမီးတွေနောက်တစ်ခုကတော့အသက်ကြီးရွယ်တွေမှာဆိုရင်လည်းသူတို့အတွက်ဒီစေဝါထောက်ပံ့တွေကိုအများကြီးလုပ်ဖို့လိုသေးရဆိုတဲ့ဟာကိုတော့ညီမအနေနဲ့ပြောချင်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကဒီလိုမျိုးပြောတဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ဒေတာမှာကိုကတကယ်ကိုfully control ဖြစ်လာပြီဆိုရင် EROC အနေနဲ့ရောတခြားဒီ energy လောက်ကဒီ PDF တွေအနေနဲ့ရော humanitarian aid ကိုရနေရာကနေပြီးတော့ပေးဖို့အတွက်ဒါကအရင်လိုအပ်တဲ့ဘယ်လိုပြောမလဲအရေးကြီးဆုံးအချက်တွေလို့တော့ညီမထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာမဆိုဆရာမပြောသားသလိုပေါ့နော်လက်ရှိအခြေအနေကပြည်သူလုံခြုံရေးနဲ့ပတ်သက်တာအဆိုးအဆုံးအခြေအနေကိုရောက်နေတယ်ပေါ့နော်ဆိုတော့စစ်ရှောင်ပြည်သူတွေကဒီပြည်တွင်းပြည်ပထဲမှာစစ်ကိုရှောင်နေပြည်သူတွေကအများကြီးရှိသလိုအရှိန်နဲ့ကိုမြင့်တက်လာတယ်တစ်ချိန်တည်းမှာလည်းကျွန်တော်တို့ဒီမှုခင်းကိစ္စတွေလည်းအကြမ်းဖက်မှုတွေအများကြီးမြင့်တက်လာတဲ့ကာလလို့ပြောသွားတယ်ပေါ့နော်ဆိုတော့အရေးတကြီးနဲ့ကျွန်တော်တို့ကျန်းမာရေးစောင့်ရှောက်မှုတွေနောက်တစ်ခါပညာရေးလုံခြုံရေးစောင့်ရှောက်မှုတွေအရေးတကြီးလိုအပ်တယ်လို့ဆရာမပြောသွားတယ်ဒီမေးခွန်းကိုပဲဆရာမသင်္ခါရကိုပြန်ပြီးတော့မေးချင်ပါတယ်ဆရာမရှင်ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ဆရာမအနေနဲ့ဘယ်လိုမှတ်ချက်ပြုချင်တယ်လဲစစ်ဆောင်ပြည်သူတယောက်ရဲ့အနေနဲ့ပေါ့နော်ဆိုတော့စစ်ဆောင်ပြည်သူတွေရဲ့လိုအပ်ချက်ကိုဘယ်လောက်ထိလှုပ်ဆောင်ပေးဖို့လိုအပ်နေတယ်လဲအရေးပေါ်ဘာတွေလိုအပ်နေတယ်လဲဆရာမရှင်ဟုတ်ကဲ့ပါဆရာဟုတ်ကျွန်တော်တို့ဒီပြည်သူ့လုံခြုံရေးနဲ့ပတ်သက်လို့ကတော့လုံးဝဘေးကျပ်နေကြအထူးမလုံခြုံတဲ့အခြေအနေကိုကြုံနေရတာပေါ့နော်ကျွန်တော်တို့မှာ case တွေရှိတယ်ဒီစကားဆိုင်မတရားမှုတွေကိုကြောင့်ပိတ်ခံရတဲ့အနေအထားတစ်ခုရှိတယ်ပေါ့နော်ကျွန်တော်တို့စီမှာဆိုလို့ရှိရင်လူကုန်ကူးတာမဟုတ်ဘဲနဲ့လူရောင်းနေပေါ့နော်လူတွေကိုလိုက်ဝယ်ပြီးတော့ဒီစစ်မှုမထမ်းကျင်တဲ့အခြေအနေတရက်ဆိုလို့ရှိရင်အဲ့ဒီလူတွေကိုရောင်းဝယ်တဲ့အလုပ်တွေတောင်မှပေါ်လာတယ်ပေါ့နော်အခုဆိုရင်တော်တော်များနေပြီပေါ့အခုမျိုးဘက်မှာကနည်းနည်းဆန့်ရှိရဲဆိုလို့ရှိရင်သူတို့တောင်းတလောက်ပြီးတယ်ဆိုရင်အဲ့ဒီအတွက်လူရှာပြီးတယ်ပေါ့နော်ဒီလိုအခြေအနေတရက်ကကျွန်တော်တို့ရဲ့ဒီအောက်ခြေလူတန်းစားတွေအောက်ခြေလုံးမဟုတ်ပါဘူးအရင်ကြီးသိပြီးတော့မချမ်းသာတဲ့အနေအထားပေါ့နော်အဲ့လိုအနေအထားလူတွေအတွက်ကအရင်ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်တယ်ကျွန်တော်တို့မှာပြေးစရာလည်းညီမရှိဘူးစားစရာလည်းစားတာလည်းဒီ
အရန်အခုလိုမျိုးကုန်သိန်းလို့ဆိုတော့တာမန်ပြည်သူတွေအတွက်ကအရန်ကိုခက်ခဲတဲ့အခြေအနေဆိုတော့လုံခြုံရေးလည်းအခြေအနေကတော်တော်ခက်ခဲတယ်စီးပွားရေးလုံခြုံရေးခက်ခဲတဲ့အတွက်စီးပွားရေးပါကျွန်တော်တို့အရန်ကြက်တဲ့အနေအထားကိုရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကတော့ကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ပြည်တွင်းမှာဆိုလို့ရှိရင်တော့စိုက်ပျိုးမွေးမြူရေးကတော့ဒါအဓိကလုပ်နေကြတဲ့အနေအထားတစ်ခုမှရှိရတဲ့အတွက်ကြောင့်အရန်ကြီးချွတ်ချုံပြသွားတဲ့အနေအထားတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလူတယောက်ကိုယာချီပြီးတော့ဝယ်ရောင်းလုပ်နေတာကတော့ကျွန်တော်တို့အတွက်အိမ်မဆိုးတစ်ခုဖြစ်တာပေါ့နော်ကျွန်တော်တို့အချင်းကျွန်တော်မောင်လေးဆိုရင်အခုကျွန်တော်မောင်ကအရန်အသက်မကြီးသေးဘူးစေကျော်သက်လေးပဲရှိသေးတာပေါ့နော်ဒါပေမဲ့အဲ့ဒီကလေးကိုတော့မှအကြောင်းရှိအကြောင်းချပြီးတော့အဲ့လိုမိလို့မိခင်လေးပေါ့နော်ကျွန်တော်တို့မှာအဲ့လိုမျိုးသူတို့ကဘလောက်ပေးမယ်ညာလောက်ပြောဆိုအဲ့လိုအခြေအနေပေါ့နော်ဒါကျွန်တော်တို့ထက်ဆိုးတဲ့အခြေအနေများတာဆိုလို့ရှိရင်ဘလောက်တောင်မှခက်ခဲနေမလဲပေါ့နော်အဲ့ဒီအတွက်ကြောင့်စကားစားကကြောင်းပိတ်ပြီးတော့ကျွန်တော်တို့ကိုဂျိုင်းနဲ့နေတဲ့အခြေအနေပေါ့နော်နှိမ့်ဆက်ခံထားရတဲ့အခြေအနေတွေမှာရှိရတာပြည်သူတွေအားလုံးပေါ့နော်ကျွန်တော်တို့ဒီစစ်ပေးချောင်တွေအတွက်ဆိုရင်တော့အရေးကြီးတာကျွန်တော်တို့ကစစ်ပေးချောင်တွေကအသက်လူပြီးတော့ဒီစကားဆိုင်နှိမ့်ဆက်သမျှကိုအလူအလိတ်ခံနေရင်းရနေကျွန်တော်တို့ဒီအိုးအိမ်အားလုံးဆုံးရှုံးသွားပြီးတော့စိတ်အမျိုးမျိုးအခြေအနေမျိုးမျိုးနဲ့ကျွန်တော်တို့တင်းချောင်နေရတဲ့အသက်လူပြေးရတဲ့အနေအထားတွေဖြစ်တဲ့အတွက်ကြောင့်အရေးကြီးဆုံးကတော့ကျန်းမာရေးပေါ့နော်ကျန်းမာရေးအရေးကြီးဆုံးလုံခြုံရေးကတော့အရေးကြီးဆုံးပဲပေါ့နော်သူတို့ဘယ်နေရာမှာနေကျွန်တော်အဲ့စစ်ပေးဆောင်တုံးမှုနဲ့ကျွန်တော်စကားပြောဘူးတဲ့အခါမှာသူကလုံခြုံရေးကလည်းထင်သလောက်သူတို့မကောင်းတဲ့အနေအထားမှာရှိတယ်ပေါ့နော်ကျွန်တော်ဟိုဖြစ်တဲ့နေရာကိုတော့ကျွန်တော်မဖော်ပြတော့ဘူးအဲ့မှာမှအမျိုးသမီးတွေအနေနဲ့ကသူတို့မှာလည်းဒီ rape case တွေရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကလည်းသူတို့မှာဟိုကအသက်လူကြီးပြေးလာတော့လဲအဲ့ဒီနေရာမှာရှိတဲ့အဲ့လိုအခြေအနေတွေကြုံရတဲ့အခါမှာသူတို့ရဲ့စိတ်အခြေအနေကနှစ်ထပ်ပိုပြီးခံစားရတယ်ဆိုတဲ့အနေအထားပေါ့နော်ဆိုတော့အဲ့လိုမျိုးအခြေအနေတွေလည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့အဲ့ဒီစစ်ပေးဆောင်မှာရှိတဲ့လုံခြုံရေးကိုလည်းအထူးကျွန်တော်တို့လှုပ်ဆောင်မှုလိုတယ်သူတို့အတွက်ဒီစားဝတ်နေရေးဆိုတာစားဝတ်နေရေးရတဲ့အရေးကြီးတယ်ဆိုတော့ညာနဲ့လုံခြုံရေးနောက်တစ်ခုကတော့ကျွန်တော်တို့ဒီကျန်းမာရေးပေါ့နော်သူတို့ရဲ့ဒီ emotional damage ဖြစ်သွားတဲ့ဟာတွေကိုကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့ဘယ်လိုမျိုးသူတို့normal ပြန်ပြီးတော့ဖြစ်ဖို့အတွက်ကိုဘယ်လိုပြန်ပြီးကျွန်တော်တို့ပြန်ပြီးခေါ်ရမလဲဆိုတော့အမှကျွန်တော်တို့ဆက်ဆွေးနွေးမှုတွေနဲ့ကျွန်တော်တို့ဒီအထူးဆရာဝန်တွေစေဝါတွေအထူးလိုအပ်တယ်ပေါ့နော်နောက်တစ်ခုကတော့ပညာရေးကျွန်တော်တို့ကစိတ်ခံစားချက်တွေကလည်းအဆင်မပြေဘူးကျွန်တော်တို့ဒီတချို့ case တွေပေါ်မှာလည်းအရင်sensitive ဖြစ်သွားတဲ့အနေအထားတွေပါရှိသွားပြီးတဲ့နောက်ပိုင်းမှာဘာမှမလုပ်ဘဲနေရင်ကျွန်တော်တို့အတွေ့အကြုံကျွန်တော်တို့ကိုပို့ပြီးနှိမ့်ဆက်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့အခုတော့တော်တော်များများတော့လုပ်နေကြတယ်ပေါ့နော်ဒီပညာရေးကိုပြန်ပြီးဥမော်လာစေမဲ့အနေအထားတစ်ခုရှိရင်တော့ပို့ပြီးတော့အဆင်ပြေပေါ့တယ်ပေါ့နော်ဒီလက်မှုပညာအခုလုပ်နေပါနည်းမြန်မာဖောင်ဒေးရှင်းဆိုလို့ရှိရင်လက်မှုပညာတွေစိုက်ပျိုးရေးတွေအများကြီးလုပ်ဆောင်ပြီးရနော်ဒါကအရန်ကောင်းမွန်တဲ့အနေအထားပေါ့ဆိုတော့အဲ့ဒီထဲမှာမှသူတို့ဒီစစ်ပေးဆောင်လူငယ်တွေအတွက်ပို့ပြီးတော့အားစိုက်ထုတ်ရမယ့်အနေအထားပေါ့နော်သူတို့ရဲ့စိတ်ခံစားချက်ကဘယ်ကိုဥတည်လဲဆိုတာအောင်မှမူတည်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီပညာရေးကိုလည်းအထူးယူဆိုင်ပြီးလှုပ်ဆောင်ပြီးဖို့လိုအပ်ပါတယ်လို့ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါဆရာမဒီဘက်ချမ်းရောဒီစစ်ကောင်စီရဲ့လက်အောက်မှာနေရတဲ့အချိန်မှာဘယ်လောက်ထိမိုးကျရတယ်လဲဆိုတော့ပြည်သူ့လုံခြုံရေးဘယ်လောက်ထိခက်ခဲနဲ့ရှိနေတယ်လဲဆိုတာမိမောင်းထိုးပြသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပြည်သူတွေကအထဲမှာနေတဲ့အချိန်မှာဆိုရင်စစ်မှုထမ်းမဖြစ်မနေစစ်မှုထမ်းရတဲ့ဒဏ်ကိုမခံဖို့လွတ်ဖို့အတွက်ကိုလွတ်ရုံဖို့အတွက်ရရနည်းနဲ့ကြံစီရတယ်ပေါ့နော်အဲ့လိုမျိုးကြံစီရင်းနဲ့ပဲနောက်ဆုံးတော့ဒီအခြေခံလူတန်းစားရဲ့အလွှာကိုလာပြီးတော့တက်ရောက်မှုအကြီးဖြစ်တယ်ဆိုတာဆရာမမိမောင်းထိုးပြသွားတယ်တစ်ချိန်တည်းမှာလည်းဒီစစ်ဆောင်ပြည်သူတွေရဲ့လုံခြုံရေးပညာရေးကျန်းမာရေးကိစ္စကိုလည်းဆရာမပြောသွားတယ်ပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်ဆရာမဆူဇန်နာကိုထပ်ပြီးတော့လှည့်ပေးခြင်းပါတယ်ဆရာမရှင်2025ကတော်လှန်ရေးအတွက်ဘလို့အပြောင်းလဲဖြစ်နိုင်မဲ့နှစ်လို့ဆရာမအနေနဲ့မြင်ပါတယ်ရှင်ဟုတ်ကဲ့ကျမတို့စူးစမ်းရမယ်ဒီတိုင်းပဲဟိုဘယ်လိုလှိုင်းလုံးလေးနဲ့ဒီတိုင်းပဲဟိုအလိုက်တင်လေးမျောပါလို့မရဘူး initiative တွေလိုတယ် creative တွေလိုတယ်နောက်ပြီးတော့ပေါင်းဆက်ညှိနှိုင်းမှုတွေအရန်ပဲလိုပါတယ်အားရဖို့တော့ကောင်းပါတယ်ဒီ BBC World Review ရဲ့နောက်ဆုံးစစ်တမ်းအရဆိုရင်စကားစနော်ထိန်းချုပ်နိုင်တာ100%ထိန်းချုပ်နိုင်တဲ့နေရာဆိုလို့ရှိရင်33
ရာခိုင်နှုန်းပဲရှိတော့တယ်ဆိုတာကိုမကြခင်တုန်းကပဲထုတ်ပြန်ထားတာရှိပါတယ်သဘောကတော့69ရာခိုင်နှုန်းဒီ gray area ပေါ့နော်သူတို့စစ်ထိုးတာတော့ရှိမယ်ဒါပေမဲ့အုပ်ချုပ်ရေးကမရှိတော့ဘူးတချို့တစ်ဝက်ကနော်ဒီတိုင်းသားအုပ်ချုပ်ရေးအဖွဲ့တွေကအုပ်ချုပ်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် gray area ဖြစ်နိုင်တယ်နော်တစ်ဝက်အဲ့လိုမျိုးတွေဖြစ်နိုင်တယ်69ရာခိုင်နှုန်းပေါ့လေဆိုတော့ဒါကိုကြည့်ခြင်းအပြင်နော်ကျမတို့ဟိုအပိသက်လေးယုံဖို့တော့လိုအပ်တယ်နော်ဟုတ်တယ်နော်ကျမတို့ဖြတ်ကျော်လာခဲ့တာလည်း4 နှစ်ရှိပြီနော်ဆိုတော့ပြည်သူတွေလည်းအရန်ကိုပင်ပန်းနေပြီစစ်တိုင်ရတဲ့ရဲဘော်တွေလည်းပင်ပန်းတာပေါ့နော်သူတို့ကရှေ့တန်းမှာနော်ဆိုတော့အဲ့ဓာတွေကရှိတော်လဲပဲနော်ကျမတို့ဒါကိုလက်လွတ်လို့တော့မရအောင်နော်ကဲအဲ့ဒါဟိုဘလို့နီးနဲ့ပေါ့နော် innovative တွေနော်ဒီဆက်လက်ပြီးတော့လောက်ကင်ဆောင်ရွက်မဲ့အရာတွေပေါ့လေအဲ့ဒါကိုသေချာလုပ်ရမှာဖြစ်တယ်ခုနကတော့ဆရာမတယောက်ဆွေးနွေးတဲ့အထက်မှာလည်းပညာရေးကိုတော့ဦးစားပေးလုပ်စေခြင်းတယ်ဆိုတော့ကျမဒီမြေပြင်ကွင်းဆင်းတဲ့အခါမှာဒီလိုမျိုးလုပ်တဲ့အဖွဲ့တွေလည်းအများကြီးရှိတယ်ဆိုတာကိုတွေ့ရတယ်နော်အရင်တော့ဆိုလို့ရှိရင် GED ဆိုတာကျမတို့မြို့ကြီးမှာပဲရှိတာလေနယ်ကလူတွေမြို့ပေါ်ကိုတက်လာနော်အဆောင်နေနော်နောက်ပြီးတော့ဆရာမတွေစီမှာစုံစမ်းတက်ပေါ့နော်ဆိုတော့အခုကတော့ကျမသွားလို့ရှိရင်အရန်အားတက်ရတယ်ဘာလို့ဆို GED ဒီယူဟာအဆင့်မှာတောင်ရှိတယ်အဲ့မှာဟိုစာပေါ့နော်ပညာရေးစာပေါ့ပံ့ပိုးကူညီတဲ့လူတွေကကိုထူကိုထကိုအိမ်မှာပဲအဆောင်နေခေါ်ထား GED တွေတင်နော်ပြီးတော့ဒါတွေကိုနော် monitor လုပ်အဲ့ဒါတွေလည်းတွေ့ရတယ်နော်နောက်ပြီးတော့ကျမသဘောကျတဲ့ဒီကျောင်းတစ်ခုလည်းရှိပါတယ်ကရင်နီမှာနော်လူမှုသိပ္ပံကောလိပ်ဆိုတာကျမကိုယ်တိုင်လည်းရောက်ရှိခဲ့ပါတယ်နော်အဲ့မှာဆိုလို့ရှိရင်ကျမရောက်တော့က library ဆိုကျမလည်းစိတ်ဝင်စားလို့သွားကြည့်တာပေါ့နော်သွားကြည့်တော့အဲ့မှာ तू ကလူကိုကြည့်ရတဲ့ library စာအုပ်မဟုတ်ဘူးเนาะဆိုတော့အဲ့လိုမျိုးစာလေးလူဘယ်လိုပြောမလဲတီထွင်ကြံစမှုတွေလည်းတအားကောင်းကြတယ်စိတ်ချမ်းသာတယ်အဲ့ဓာတွေကိုကြည့်တာလေเนาะနောက်ပြီးတော့ဒီအဲ့လူမှုသိပ္ပံကျောင်းနဲ့တစ်ဆက်တည်းဖွင့်ထားတာကရက်ကန်းတင်တန်းကျောင်းပေါ့လေဆိုတော့အဲ့မှာသူတို့ရဲ့ထုတ်ကုန်လေးတွေလည်းတွေ့ရတဲ့အခါမှာเนาะဒီငကိုစာမူရင်းလက်ရာလေးတွေရှိတယ်လို့ခေတ်နဲ့အမီပို့ပြီးတော့လှအောင်ပေါ့နော်ရောင်တန်းဝင်အောင်လှုပ်ထားတဲ့ဒီဇိုင်းလေးတွေလည်းတွေ့ရတယ်เนาะဒါ creative ဖြစ်တာပေါ့လေဆိုတော့ကျမကတော့အကောင့်ဘက်ကိုမြင်ပါတယ်เนาะဒီ2025အကောင့်ဘက်ကိုပြောင်းလဲမဲ့နှစ်ဖြစ်တယ်ဒါပေမဲ့ကျမတို့ဘယ်လိုပြောမလဲကျွန်တော်ခုနပြောသလိုပါလေနှေးလို့တော့မရအောင်ကျမတို့မြင်အလုပ်မရက်မနာအလုပ်လုပ်ရမယ်เนาะ24/7အလုပ်လုပ်ရမယ်เนาะကျမတို့ဒီယုံကြည်မှုကိုလည်းမြင်တည်ဆောက်ရမယ်เนาะနောက်ပြီးတော့မဟာမိတ်အင်အားကိုတိုးနိုင်သမျှတိုးပေါ့နော်ဆိုလုပ်ရမယ်စီးရုံးမှုအင်အားကောင်းရမယ်စသည်ဖြင့်ပေါ့နော်အဲ့ဒီဥစ္စာတွေကကျမတို့မြန်လုပ်ရမယ်နှစ်ဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်ကဲပါဆရာမပြောသွားတဲ့အထဲမှာပေါ့နော်ဆိုတော့ကျွန်တော်တို့တွေဒီနှစ်မှာဆိုရင်ဒါ initiative တွေ creative တွေနဲ့ cooperative ဆိုပြီးတော့ဆရာမပြောသွားတယ်ဒီနှစ်မှာကျွန်တော်တို့တွေကမြန်ဟန်ဆန်နဲ့လုပ်ထိုက်တဲ့ဟာပူပေါင်းလှုပ်ဆောင်ဖို့အတွက်ဒါတီထွင်ဆန်ကြံစပြီးတော့နည်းလမ်းအသစ်တွေအများကြီးသုံးရမယ်နှစ်လို့ဆရာမပြောသွားတယ်ပေါ့နော်ဒီဟာကိုပဲဆရာမသင်္ခါရကိုထပ်ပြီးတော့မေးချင်ပါတယ်ဆရာမရှင်2025ခုနှစ်မှာဒေါ်လာရေးအတွက်ဘလို့အပြောင်းလဲဖြစ်နိုင်တဲ့နှစ်လို့ဆရာမထင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ကဒါအခုကကျွန်တော်တို့ကအပြောင်းလဲကျွန်တော်တော်တော်ရောက်နေပြီပေါ့နော်ဆိုတော့အရင်ကအားတရတဲ့နှစ်အပြောင်းလဲကြီးကတိတိတာတာချင်းချင်းချာချာပေါ်မယ်နော်မယ်နှစ်လို့ပြောရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့အရေးကြီးတာတော့စီးရေးပေါ့နော်စီးရေးအရင်အားကောင်းလာတဲ့အတွက်ဒါဟာစားဘက်ကိုကျွန်တော်တို့လုံးဝဖိနှိပ်နိုင်တဲ့အနေအထားတစ်ခုပေါ့နော်တွန်းလှန်နိုင်တဲ့ကြီးမားတဲ့အနေအထားတစ်ခုကိုကျွန်တော်တို့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီARV တိုင်းကိုဒီနှစ်အတွက်စီးမျက်နှာဖွင့်လိုက်တယ်ဆိုတော့
ဒီနှစ်မှာEOEတိုင်းကတော့ဒါဒီဒါပဲခံရမဲ့နှစ်ပေါ့နော်ဆိုတော့ဒီEOEတိုင်းကိုဒီနှစ်ကျွန်တော်တို့ကအခြေအနေပေါ်မူတည်တာပေါ့နော်ဒီနှစ်EOEတိုင်းကိုကျွန်တော်တို့ရသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ကတော့100% မှာကျွန်တော်တို့က90% လောက်ကျင်းနေသွားတဲ့အနေအထားတစ်ခုကိုရောက်မယ်ပေါ့နော်ဆိုတော့ပြည်သူတွေအနေနဲ့ကလည်းဒီလိုမျိုးပဲတွေ့တာပေါ့အခုကအရင်ကအားကောင်းလာပြီစကားကြဘက်ကိုလည်းဖိနှိပ်မှုတွေကျွန်တော်တို့ဘက်ကအများကြီးလုပ်နိုင်လာပြီဆိုတော့နောက်တစ်ခါနိုင်ငံတကာရေးရာကိုပြန်ကြည့်တော့လေစကားကြအနေနဲ့ကလည်းတုံ့လုပ်တဲ့အနေအထားတစ်ခုကိုရှိပြီဆိုတော့ကျွန်တော်တို့ဘက်မှာတော့အားသာချက်တွေအများများတယ်ပေါ့နော်အားသာချက်တွေများတဲ့အတွက်ကြောင့်အားလုံးကလည်းအိမ်ပြန်ရမယ့်အနေအထားကိုမျှော်နေတဲ့အခြေအနေတစ်ခုမှာအိမ်ပြန်ရမယ့်အနေအထားတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့ဒီနေ့ကကျွန်တော်တို့ကိုကျွန်တော်ရဲ့မျှော်လင့်ချက်တွေပေါ့နော်အဲ့တော့ကျွန်တော်တို့မျှော်လင့်ချက်ရောင်ကြီးတန်းတာထက်ပိုပြီးတော့ပေါ့ပိုအလင်းရောင်ပူရမယ့်နှစ်တစ်နှစ်ဖြစ်တယ်လို့ဟုတ်စပါတယ်ဒီချင်းကဲပါဆရာမပြောသွားလို့ပေါ့နော်ဒီနှစ်မှာကျွန်တော်တို့ဒီ2024ရာစစ်ရေးအားအကောင်းအများကြီးအားကောင်းခဲ့တယ်ရှိတယ်အများကြီးရောက်တဲ့ခါကျတော့2025ကိုလည်းမျှော်လင့်ချက်တွေအများကြီးထားခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ဒီလွမြောက်နယ်မြေနောက်တစ်ခုဖြစ်တဲ့ AR ဒါလွမြောက်နယ်မြေဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့တော်လှန်ရေးကပြောင်းကွယ်အကြီးတစ်ခုဖြစ်သွားမယ်လို့ဆရာမမျှော်လင့်ထားတယ်လို့ပြောသွားတယ်ပေါ့နော်တစ်ချိန်တည်းမှာဆရာမစုမေကိုမေးချင်တာကတော်လှန်ပြည်သူတွေအနေနဲ့ဆိုရင်ကြာလာတဲ့ခရီးလဲရောက်လာပြီဆိုတဲ့ခါကျတော့မမိုးပန်ပန်ဖြစ်နေပေမဲ့ဆက်ပြီးတော့ပါဝင်နိုင်ဖို့အတွက်ဒါမှမဟုတ်ဘူးဆိုရက်မတန့်သွားဖို့အတွက်ဘာတွေလှုပ်ဆောင်ဖို့လိုရလဲဆရာမဟုတ်ဘာတွေလှုပ်ဆောင်ဖို့လိုလဲဆိုရင်တော့အခုကစိတ်တကြခဲ့ရတာတွေလည်းရှိပြီပေါ့နော်ဘာလို့လဲဆိုတော့ဒီလေးနှစ်တာကာလထဲမှာမိဘမဲ့သွားတဲ့ကလေးတွေလည်းရှိသလိုမိဆောင်ဖားဆောင်မဖြစ်တော့တဲ့တချို့အိမ်ပြန်လို့တော့မရတော့တဲ့မိသားစုတွေလည်းရှိခဲ့ကြတယ်ပေါ့နော်အဲ့လိုမျိုးပဲပေါ့ကျမတို့အခုဆိုလို့ရှိရင်ပွင့်လင်းမြင်သာလာတဲ့ခေတ်မှာတောင်မှစိုက်ဝါဆိုတာမိနေတော့မယ်ပေါ့နော်အဲ့ဒါမြင်ရမယ်ပေါ့အခုဆိုလို့ရှိရင်ကျမ2021မှာဖမ်းမိတယ်ပေါ့နော်2023မှာလွတ်လာတယ်အဲ့တော့ဒီမှာလည်းကျမသတင်းအမှောင်ချခံခဲ့ရတယ်ပေါ့နော်ထောင်ထဲမှာအဲ့လိုပဲလွတ်မြောက်လာတဲ့အချိန်မှာလည်းကျမအိမ်ကတော့ကျမနေခွင့်မရတော့ဘူးနဲ့ဒီတနေရာကိုလာခဲ့ရတယ်ပေါ့နော်လွတ်မြောက်တနေရာကိုလာရတယ်အဲ့အချိန်မှာသုံးသပ်မိလိုက်တဲ့အချိန်မှာကိုဒီဘာကြောင့်ဒီဒေါ်လာမှာပါဝင်လဲကျမကျင်းနေတယ်ကျမသမီးလေးကိုနိုးတိုင်နေတဲ့အချိန်မှာကျမလည်းလာသားသမီးလေးစစ်တပ်အာဏာသိမ်းတော့မီးတွင်းနေမှာအဲ့တော့ဗီဒီယိုဖိုင်လေးတက်လာတယ်ပေါ့နော်တက်လာတဲ့အချိန်မှာကျမသမီးအရွယ်လာသားကလေးလေးရဲ့မျက်လုံးအိမ်ကိုစစ်တပ်ကဖြိုခွဲလိုက်လို့ကြည်စံတထောက်ကအဲ့ကလေးလေးရဲ့မျက်လုံးအိမ်ကိုစူးစူးနစ်နစ်နဲ့ဝင်ရောက်သွားပြီးတော့အဲ့ဒီရဲ့ပေါ့နော်သူ့ရဲ့မိခင်ရဲ့ငိုကြွေးမှုဒီကလေးလေးရဲ့ဒီဝေဒနာပေါ့နော်ဘလို့မှမကြည့်ရဘူးအဲ့တော့ဘာဖြစ်လာလဲဆိုတော့ကျမရွေးချယ်လိုက်တာဒီကျမသားသမီးတဲ့ကျမတနိုင်ငံလုံးမှာရှိတဲ့မိဘမဲ့သွားတဲ့ကလေးတွေကိုကျမမျက်ရည်ကိုတထောက်တနေရာနဲ့တုပ်ပေးခြင်းဒါကြောင့်လည်းဆက်ပါလာတာပေါ့အဲ့တော့ကျမပြန်သုံးသပ်တဲ့အချိန်မှာကျမဒီနိုင်ငံရေးလောကတွေကမဟုတ်ဘူးဟုတ်တယ်ဒါပေမဲ့ကျမတို့ဒီပြည်သူတော်လန်ပြည်သူဖြစ်တယ်အဲ့တော့သုံးသပ်လိုက်တဲ့အချိန်မှာကျမတို့ခွဲလို့ရတယ်ပေါ့အပိုင်းခွဲလို့ရတယ်တစ်ဖက်မှာစစ်ကောင်စီကိုဖြုတ်ချတဲ့ဒီတော်လန်ပြည်သူတွေထဲမှာပြည်တွင်းမှာလည်းရှိသလိုပြည်ပမှာလည်းရှိတယ်ပေါ့နော်အဲ့လိုပြည်ပမှာဆိုတဲ့နေရာမှာတတိယနိုင်ငံမှာလည်းရှိမှာပဲပေါ့နော်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ကျမတို့တွေဒီဝါရမိုင်းနေကြမှာအလူးလေးကြိတ်ခံနေရတော့ဒါဆိုရင်တွေ့ပါလိမ့်မယ်ကျမတို့အခုဆိုလို့ရှိရင်ကွဲနေရလေးပေါ့နော်ကွဲနေတယ်ဆိုတာဒါပါလဲဆိုစစ်ကောင်စီကဖြစ်ရှင်တာဒါမျိုးနဲ့အဲ့တော့စစ်ကောင်စီရဲ့အောက်နောက်မှာဘာတူတွေရှိလဲဆိုသူတို့အကြံပေးတဲ့လူကိုကျမတို့ဖော်ထုတ်ရစိုင်းဝါးတွေထည့်နေတဲ့သူတွေကိုအရင်မြစ်တို့ကျမဆွဲထုတ်ရမယ်ဘာလို့လဲဆိုတော့ကျမတို့တွေကိုဝင်လာပြီးတော့ဖြိုခွဲတာအဲ့လိုလူတွေကိုကျမတို့ကဆွဲထုတ်ပြီးတော့ပြည်သူပေးတဲ့ပြစ်ဒဏ်ကိုတော့ပေးတင်တယ်လို့တော့ကျမမြင်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့အားလုံးဒီချိန်မှာပြည်သူတို့တာမြင်လိုက်ရင်တတိယနိုင်ငံသွားတဲ့သူတွေမှာလည်းဘလို့မှအစင်မပြေနိုင်တော့ပါဘူးဘာလို့လဲဆိုတော့ခက်ခဲနဲ့သူများနိုင်ငံမှာကိုယ့်နိုင်ငံမှာပေါ်ကြော့အဓိကဘာလဲဆိုကိုယ့်လက်ကိုယ့်ရှင်နဲ့ရုံးကန်ပြီးတော့အောင်မြင်လာတဲ့သူတွေကစသူများနိုင်ငံမှာအလုပ်တွေလုပ်နေရတယ်သူများနိုင်ငံမှာခိုလုံဆိုတဲ့ဘယ်သူမှလိုချင်မှာမဟုတ်ပါဘူးအဲ့လိုပဲကျွန်တော်ပြည်တွင်းထဲမှာလည်းသူတို့မှာ profile ပြပြီးတော့တော်လန်လို့မရဘူးလေနော်ဘာလို့လဲဆိုတော့ဖုံးလေးမိလိုက်တာနဲ့လက်လေး၃ချောင်းထောင်အဓိကတစ်ခုပဲဒီတော်လန်အမှုပညာရှင်ဖြစ်တော်လန်ပြည်သူတွေဒီတော်ရဲကလေးတွေရဲ့ဗီဒီယိုဖိုင်လေးတွေကိုအားပေးခြင်းလို့ live လေးအသေးလေးပေးရင်တော့ဖမ်းနေတဲ့ကာလပါအဲ့တော့ပြည်တွင်းထဲမှာလူတွေကလည်းဘယ်လောက်ထိတောင့်ခံပြီးတော့ရင်ဆိုင်နေရလဲပေါ့နော်ဒီကျမတို့ဆိုအခုဆိုလို့ချင်းတွားရင်တော့မှ
ကို့မှာအထောက်အထားစုံနေဆိုဘာဖြစ်ဖြစ်ယူသွားလို့ရတယ်နော်ဒါပေမဲ့ပြည်တွင်းထဲမှာအထောက်အထားစုံရင်တော့မှဖုန်းကိုယ့်ရဲ့ personal ဖုန်းလို့တော့ယူသွားမယ်ဆိုရင်တော့မှစစ်ရသေးတယ်အဲ့ဒီရဲ့စိတ်တော့ကဘယ်လောက်ထိခံစားရမလဲပေါ့နော်အဲ့လိုပဲကျမတို့ဒီမဲဆောက်မှာဆိုလဲအဲ့လိုပါပဲမဲဆောက်မှာရုံးကန်ကြားရတာပါရုံးကန်ကြားရတယ်ပေါ့နော်ဘယ်လိုရုံးကန်ရလဲဆိုထောက်ဖို့တွေဆိုသိပါလိမ့်မယ်ဘယ်လိုမျိုးလေးတွေသူတို့တွေလုပ်ပြီးတော့မှပြန်ပို့ရတယ်ဒါတွေကိုလည်းကျမတို့ကပြည်တွင်းပြည်ပအဖက်ဖက်ကပေါ့နော်တော်လန်နေတဲ့ပြည်သူတွေရောဘေးထိုင်နေတဲ့သူရောနားလည်စေချင်တာပေါ့ဒါမှလည်းကျမတို့သွားရမှာလေနော်ဒါပေမဲ့တော်လန်ကြီးကကျမအမြင်ကျမဗုဒ္ဓဘာသာပြောနှက်ကြီးပါတယ်ဘယ်လိုနှက်ကြီးလဲဆိုလို့ရှိရင်အခုနေအိမ်တွေကိုတကားဝင်ခောက်တဲ့သူတွေခံရတဲ့ပေါ်တာဆွဲခံတဲ့လူကလည်းအဓိကပါလဲဆိုရင်ငါတို့ကဘာမှမဆိုင်ဘူးနိုင်ငံကြီးကငါတို့နဲ့မဆိုင်ဘူးလို့သူတို့ကသူလက်ဘလောက်ခါကအချိန်တန်ဆွဲခေါ်လာတာပါအဲ့တော့အပြစ်ကိုပုံချရမယ်ဆိုတာစစ်ကောင်စီကတရခံဖြစ်ပါတယ်အဲ့တော့စစ်ကောင်စီကိုပဲကျမတို့တိုက်စီခြင်းနဲ့ပေါ့နော်ကိုချင်းဘာလုပ်မလဲကျမတို့နွေးထွေးနဲ့လက်လေးတွေကိုဆွဲကင်ထားမယ်ဆွဲဆုပ်ထားမယ်ဆိုရင်ဒီတော်လိုင်းကြီးကဒီလောက်ကြီးကြာနေစရာအကြောင်းမရှိလို့ကျမမြင်တယ်ပေါ့အဲ့တော့ကျမတို့ရေယုံကြည်မှုနဲ့ဆက်ပြီးတော့သွားကြမယ်ပေါ့နော်ဒါမျိုးဆိုရင်တော့ကျမတို့လိုချင်တဲ့ပန်းတိုင်ကိုရောက်မယ်လို့တော့ကျမကမြင်မိပါတယ်လို့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာမဆိုတော့ဆရာမပြောသားလို့နော်ဆိုတော့ဒီတော်လှန်ရေးမှာပါဝင်တဲ့သူတွေကခီးပန်းလာပေမဲ့ရမ်းတက်သွားဖို့အတွက်ဆိုရင်ချင်းလက်တွဲပြီးတော့ကျွန်တော်တို့ရဲ့နာကျင်မှုတွေပေါ်မှာကျင်နာမှုတွေပြပြီးတော့ချင်းဖေးမှသွားဖို့လိုတယ်ဆိုတော့ဆရာမပြောသွားတယ်ဆရာမဆူစီကိုလည်းဒီမေးခွန်းပဲမေးချင်ပါတယ်ပေါ့နော်ဆိုတော့ပြည်သူတော်လှန်ရေးကကြာလာတဲ့အချိန်မှာပင်ပန်းလာတဲ့ပြည်သူတွေအများကြီးဖြစ်လာတယ်ပေါ့နော်ဒီလိုမျိုးခီးချေကြာတဲ့တော်လှန်ရေးမှာဆက်ပါဝင်ဖို့ဒါမှမဟုတ်ဘူးဆိုရင်ရက်တက်မသွားဖို့အတွက်ဆိုရင်ဘယ်လိုလှုပ်ဆောင်ချက်တွေလှုပ်ဆောင်ဖို့လိုအပ်တယ်လဲဆရာမဟုတ်ကဲ့ဆရာမဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့အဓိကပြောရမယ်ဆိုရင်တော့ဒီတော်လိုင်းရေးဒီຫນွေဦးတော်လိုင်းရေးစကလေးကပဲပြည်သူလူထုရဲ့ပါဝင်မှုကအရန်ကိုကြီးကြီးမားဖြစ်တယ်ပေါ့လေပြည်သူတဦးချင်းစီရဲ့ကဏ္ဍလိုက်မှာပေါ့နော်ဥပမာဖြစ်ဆိုចောင်းသားဆိုလဲចောင်းသားကဏ္ဍလိုက်ဒီစစ်ကောင်စီကပေးနေတဲ့ပညာရေးကိုမယူဘဲနဲ့တခြားသောဂျားကာလာအဖွဲ့အစည်းတွေစီကနေပြီးတော့ကိုလက်လန်းမိတရာပညာရေးကိုရယူနေရမျိုးရှိတယ်နောက်တစ်ခုဒီ CDN ဝန်ထမ်းတွေဆိုလဲကိုယ့်ရဲ့ဘဝကိုစွန့်ပြီးတော့မှဒီ CDN လုပ်ခဲ့ရတာမျိုးအများကြီးကိုစွန့်လွတ်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒါမျိုးသူ့ရဲ့ကဏ္ဍအလိုက်တော့သွားကြတာမျိုးရှိတယ်သို့တော်များလည်းပဲဆရာမဒီမေးခွန်းလိုပဲကြာလာတဲ့အခါမှာဒီတော်လိုင်းရေးကအရန်ကိုရှေ့ကြာလာတဲ့အခါမှာဆိုပြည်သူလူထုကအရန်ကိုပင်ပန်းတယ်ပေါ့နော်ဘာလို့လဲဆိုရင်အဓိကအဖြစ်တော့ဒီပြည်တွင်းထဲကသူတွေပေါ့နော်ပြည်တွင်းထဲကလူတွေမှာစီးပွားရေးတစ်ဖက်ကလည်းအရန်ကိုဂျုံကြနေတဲ့အချိန်ဒီမှာဆိုရင်ဒီနိုင်ငံဒီတော်လိုင်းရေးမှာဆက်ပြီးပါဝင်ဖို့ဆိုတာအရန်ကိုအခက်အခဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုလှုပ်ဆောင်ချက်တွေလုပ်ဖို့လိုလဲဆိုရင်တော့အဖွဲ့အစည်းတိုင်းမှာတာဝန်ရှိတယ်လို့ပြည်သူတိုင်းမှာလည်းတာဝန်ရှိတယ်လို့ညီမထင်တယ်ပေါ့နော်ဆိုတော့အဓိကပြည်သူတဦးချင်းစီကပြောမယ်ဆိုညီမအနေနဲ့ပြောရမယ်ဆိုညီမဆိုကျောင်းသူတယောက်ဖြစ်တယ်ပေါ့ဆိုတော့စီရန်ကျောင်းသူတယောက်ဖြစ်တဲ့အခါမှာဒီစစ်ကောင်စီကပေးနေတဲ့ပညာရေးကိုစန့်ကျင်ပြီးတော့မှကိုရနိုင်တဲ့တခြားသော accessible ဖြစ်တဲ့ learning platform တွေကနေကိုရနိုင်တဲ့ပညာကိုစိတ်ဝင်စားတဲ့ပညာရက်ကိုအရသလောက်ယူရပေါ့နော်ဆိုတော့ဒါတစ်ခုရှိတယ်ပေါ့နောက်တစ်ခုဒီတော်လိုင်းရေးအဲ့ဒီမှာဆက်ပြီးပါဝင်နိုင်မှုဆိုရင်လည်းဒီတခြားသောဒီဒေါ်လာရေးရကျမတို့ဒေါ်လာရေးရစတဲ့အခါမှာဒီလက်နက်ကင်ဒေါ်လာရေးရစလာဖြစ်တဲ့အတွက်စီးရေးရအတားကြီးရမှုဆိုတာအရင်ကအရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တယ်ဆိုတော့ဒီဒေါ်လာရေးအစုဖွဲ့တွေကလည်းစီးရေးရဆက်ပြီးတော့ပူပေါင်းဆောင်ရွက်မှုတွေအားကောင်းပြီးတော့ပေါ့နော်ဒီနေမြေဆုံးမှုတွေပိုပြီးကောင်းလာနိုင်ဖို့ဆိုတဲ့ဟာမျိုးရှိတယ်နောက်တစ်ခုကじゃအဓိကအပြင်တော့ဒီတခြားတော့ဒီအဖွဲ့အစည်းတွေနေတဲ့ကပြည်သူလူထုကိုသတင်းအချက်လက်မှန်မှန်ကန်ကန်ပေးဖို့လိုတယ်ဆိုတဲ့ဟာအဓိကအရေးကြီးရပေါ့နော်ပြည်သူတွေထဲမှာပါဝင်လာဖို့အတွက်ဆိုရင်ပြည်သူလူထုကကိုယ့်ရဲ့အဖွဲ့အစည်းထဲမှာကိုယ့်ရဲ့ဂျာကာလာဒီ organization တွေမှာရဖြစ်ဖြစ်နေမြေဆုံးမထားတဲ့နေရာဒေသတွေမှာရဖြစ်ဖြစ်ဘယ်လိုမျိုးအဖြစ်အပျက်တွေဖြစ်နေလဲဘယ်လို situation တွေရှိနေလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ရောနောက်တစ်ခုကဒီအဓိကအဖြစ်တော့ဒီစစ်တပ်ဘက်ကဘယ်လိုကျူးလွန်မှုတွေကိုဘယ်လိုနေရာတွေမှာဆက်ပြီးတော့ချိုးဖောက်နေတယ်လဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ information ကိုမှန်မှန်ကန်ကန်ပေးဖို့လည်းလိုမယ်လို့ထင်တယ်ဆိုတော့နောက်တစ်ခုကတော့ဒီပြည်သူကဒီဒေါ်လာရေးပုံမှာnormalize မဖြစ်သွားဘူးပေါ့နော်ဒီဒေါ်လာရေးကနေပြီးတော့ဒေါ်လာရေးမှာဖြစ်နေတဲ့ဒီလူခွေချိုးဖောက်မှုတွေနောက်တစ်ခုကတော့ဒီ gender based violence case တွေကို normalize မလုပ်သွားအောင်အမြဲတမ်းလိုသတိပေးနေဖို့လိုမယ်လို့တော့ထင်ပါတယ်ဆရာမဟုတ်ကဲ့ပါဆရာမဆိုတော့ဆရာမပြောသွားတဲ့အထဲမှာတော်လှန်ရေးမှာကျွန်တော်တို့တောက်ခံမှုအတွက်ဘာလို့လုပ်သွားမလဲပြောတဲ့အပြင်ကိုပေါ့နော်ဆိုတော့ထပ်ပြီးပြောသွားတာတော်လှန်ရေးထဲမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေမတရားမှုတွေကိုလည်းပုံမှန်အခြေအနေလိုမျိုးဖြစ်သွားတယ်ခံစားနေရအောင်မဖြစ်သွားဘူးအရင်အရေးကြီးတယ်ဆိုတာပြောသွားတယ်ပေါ့နော်ဆိုတော့ဆရာမဆူဇန်နာကိုထပ်ပြီးလှည့်ပေးချင်ပါတယ်ဆရာမရှင်ဒီ2025မှာတော်လှန်ရေးအရှိန်ကောင်းလာပြီမဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအရှိန်ကောင်းလာတာလည်းထင်ထင်ရှားမြင်နေရတယ်ဆိုတော့မပြီးသေးဘူးဆိုရင်ဘယ်လိုပုံစံနဲ့ဆက်ပြီးတော့ရင်ဆိုင်သွားကြရမလဲဆရာမစစ်ရေးအနေနဲ့ကြည့်ရမယ်ဆိုလို့ရှိရင်တော့ကျမတို့နိုင်ငံရေးဥဆောင်မှု
အရန်အရေးကြီးပါတယ်နော်။ဘာလဲဆိုတော့ကျမတို့ကစစ်ကိုကြိုက်လို့တိုက်နေတာမဟုတ်ဘူး။မတက်တာလွန်းလို့နော်ကိုယ့်ပြည်သူတွေခေါင်းကိုရွေးပစ်ခံရလို့ကိုယ့်ရဲ့လူငယ်တွေနော်မတရားဖမ်းဆီးခံပြီးတော့တပ်ဖြတ်ခံရလို့ကြိုးပေးခံရလို့အဲ့ဒါတွေကိုမခံစားနိုင်လို့ဒါလျင်ဒါလက်နက်ကင်ပြီးတော့တော်လှန်တာဖြစ်တယ်ကျမတို့ဆက်စချင်းဒါလက်နက်ကင်ဖို့အတွက်ရွေးချယ်ခဲ့တာမဟုတ်ဘူးနော်အဲ့ဒါကိုလည်းအားလုံးသိဖို့လိုတယ်နိုင်ငံတကာကလည်းသိဖို့လိုတယ်တခါလေနိုင်ငံတကာကလည်းပဲအဲ့ဒီဝေဖန်မှုလေးတွေရှိတယ်ပေါ့လေဆိုတော့ကျမတို့နိုင်ငံရေးဥဆောင်မှုပြက်ပြက်သားသားရှိရမယ်နော်မူဝါဒရှိရမယ်ဒီနိုင်ငံရေးဥဆောင်မှုမရှိတဲ့အဲနိုင်ငံရေးဥဆောင်မှုမရှိတဲ့လက်နက်ကင်တော်လှန်ရေးကအင်မတန်မှကြောက်ဖို့ကောင်းတယ်နော်တစ်ချိန်မှာကိုကနိုင်တော့ညာလဲပဲကိုယ်တိုင်အာဏာရှင်ဖြစ်ပြီးတော့လက်နက်ကိုကြိုက်ပြီးတော့ပြည်သူတဖန်နော်ညှင်းဆဲတပ်ဖြတ်တာတွေဖြစ်နိုင်တယ်ပေါ့နော်ဒါကဘာကြီးရဲ့နော်ဖြတ်တန်းမှုမှာလည်းတွေ့ရသလိုနော်ကျမတို့တခြားနိုင်ငံတွေရောကျမတို့တွေ့ရတယ်အခုကျမတို့နိုင်ငံမှာလည်းပဲအဲ့လိုမျိုးမဖြစ်အောင်ပေါ့လေအတန်တွေလည်းတချို့ထွက်လာတယ်မဖြစ်အောင်လည်းကျမတို့အားလုံးစာပေါ့နော်ဒီလမ်းတက်အောင်လည်းလုပ်ဖို့တော့လိုတယ်နော်ဆိုတော့ကျမတို့ကဒီနိုင်ငံရေးခံယူချက်နိုင်ငံရေးဥဆောင်မှုနော်မူဝါဒတွေခိုင်မာဖို့လိုတယ်နော်နောက်ပြီးတော့ဒီတော်လှန်ရေးမှာပါဝင်ခဲ့တဲ့ရဲဘော်တိုင်းကလည်းပဲချိန်ညက်နေဖို့လိုတယ်ဒီမူဝါဒတွေနော်ဒီခံယူချက်တွေကိုချိန်ညက်ဖို့လိုတယ်ကျမတို့ဒီနော်ဒီလူတက်ဖို့အတွက်လက်နက်ကင်တာမဟုတ်ဘူးနော်ဒီသူစာပေါ့နော်ပြည်သူတွေကိုဗိုလ်ချစိုးမှုဖို့အတွက်လက်နက်ကင်တာမဟုတ်ဘူးနော်ဒီအာဏာရှင်တွေကိုတော်လှန်ပြီးတော့မှခေတ်ပြောင်းတော်လှန်ရေးကိုဖော်ဆောင်ဖို့ဖြစ်တယ်ဆိုတာကိုသိရမယ်။နောက်စစ်ပုံကြနေရမယ်ပေါ့နော်။ဒီစစ်ဥပဒေသားတွေလိုက်နာတာနိုင်ငံတကာဥပဒေသားတွေဂျနီဗာခေါ်လို့နော်ဒီအဲ့ဒီကုလသမဂ္ဂထုတ်ပြန်တဲ့နော်ဒီစာပေါ့နော် WPS တို့နော်အဲ့ဒါတွေအားလုံးကလိုက်နာနေရမှာဖြစ်တယ်ဆိုတော့ကျမလည်းပဲဒီစစ်စခန်းတစ်ခုကိုစားတယ်ပေါ့နော်သွားတယ်ပေါ့နော်သွားတော့အိမ်မှာရှိတဲ့စခန်းမှုကနေပြီးတော့ကျမတို့ presentation တွေလုပ်တယ်နော်ကျမကတော့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနကဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ဒီစစ်တပ်မှာထားရှိတဲ့ COC တွေနော် gender မူဝါဒတွေနော်နောက်ပြီးကလေးသူငယ်ကာကွယ်ရေးမူဝါဒတွေကိုကျမတို့ presentation တွေလုပ်တယ်အဲ့ဒါအင်မတန်မှကောင်းပါတယ်နော်ကျမတို့ဒီတော်လှန်ရေးလုပ်နေတဲ့ရဲဘော်တိုင်းကိုဒီလိုမျိုး inputs တွေပေးနေရမယ်မှန်တယ်အားလုံးကတော့ဒါအာဏာရှင်တော်လှန်ဖို့အတွက်ဝင်လာတာသို့တော်လည်းအချိန်တစ်ခုအခြေအနေမှာကျမတို့ဒီ comment မကောင်းလို့ရှိရင်ကျမတို့စစ်ပုံမကြလို့ရှိရင်တစ်ချိန်မှာเนาะကျမတို့ဒီတော်လှန်ရေးစတဲ့အခါမှာ KNU မှာရှိတဲ့ခေါင်းဆောင်တူကเนาะဘာပြောလဲဆိုတော့လက်နက်ကင်အဖွဲ့ထူထောင်တဲ့ဆိုတိုင်းမကောင်းဘူးเนาะတရေတပက်တွေကိုမွေးသလိုဖြစ်လိမ့်မယ်ဆိုပြီးတော့သူခဏခဏအဲ့ဒါကိုremind လုပ်တယ်ပေါ့လေဆိုတော့ကျမတို့တော်လှန်ရေးကတရေတပက်တွေကိုမွေးမြူတဲ့တော်လှန်ရေးမဖြစ်ရဘူးเนาะကျမတို့ဒီပြည်သူတွေကိုကာကွယ်တဲ့เนาะစစ်ပုံကြတဲ့စစ်ကမ်းရှိတဲ့เนาะသူတွေဖြစ်ရမယ်အဲ့လိုမျိုးဆိုလို့ရှိရင်เนาะရေရှည်တောင့်ခံနိုင်မယ်เนาะရေရှည်တော်လှန်ရေးမှာเนาะဒီစနစ်တကျနဲ့ခြိတက်သွားနိုင်မယ်လို့ယုံကြည်ပါတယ်လို့ဟုတ်ကဲ့ပါဆရာမဆိုတော့ဆရာမပြောသွားတဲ့အထဲမှာဆိုရင်ကျွန်တော်တို့တွေဒီတော်လှန်ရေးရကြာလာတဲ့အချိန်မှာခံယူမူဝါဒခိုင်မာရှိဖို့ခံယူချက်ခိုင်မာနဲ့ဆက်သွားဖို့လိုသလိုတစ်ချိန်တည်းမှာလည်းဒီစစ်တပ်တဲ့အချိန်မှာစစ်ဥပဒေသားတွေနိုင်ငံတကာဥပဒေသားတွေလူခွင့်ရေးတို့မချိုးဖောက်ဘဲနဲ့ကျွန်တော်တို့တွေကစစ်ကိုမုန်းလို့စစ်ကိုပြန်တိုက်နေတာပေါ့နော်ဆိုတော့ပြည်သူကိုထိပါနေလို့ပြည်သူခေါင်းကိုရွှေးပြစ်နေလို့ဒါကျွန်တော်တို့တိုက်ခိုက်နေရတယ်ဆိုတာလေးကိုလည်းမမေ့ဘဲနဲ့ဆက်သွားဖို့လိုတယ်ဆိုတာဆရာမပြောသွားတယ်ပေါ့နော်ဒီမေကွန်းကိုပဲဆရာမသင်္ခါရကိုမေးချင်ပါတယ်ဆရာမ2025မှာတော်လှန်ရေးအရှိန်ကောင်းလာပြီမဲ့အဆုံးသက်မှာ2025အဆုံးသက်ထိကိုတော်လှန်ရေးကမပြီးနေသေးဘူးဆိုရင်ဘယ်လိုဆက်သွားဖို့ဘယ်
လို့ဆက်ပြီးတော့ရင်ဆိုင်ရမှာလဲဆရာမ ဟုတ်ကဲ့ဒီခါကတော့ပေါ့နော်ကျွန်တော်အဲ့လိုမေးခွန်းကိုမေးပြီးဆိုရင်ကျွန်တော်အနေနဲ့စဉ်းစားကြရတဲ့အများကြီးပေါ်လာတယ်တခါလေကျရင်လက်ရှိသွားနေတဲ့ဟာကနေကျွန်တော်တုံ့သွားနိုင်တဲ့အနေအထားတစ်ခုကိုရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့ဒီလိုမျိုးတွေမဖြစ်ဖို့လိုတယ်ကျွန်တော်တို့ကရှင်းပြောရရင်2025ကိုကြီးရွယ်ပြီးတော့2025မှာအပြည့်ချရပါမယ်လို့စပြီးတော်လိုင်းရေးကိုစပြီးလုပ်ကြရ2025မှာပြီးအောင်လုပ်ရပါမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကဒီလိုမျိုးကြီးလာတာမဟုတ်ဘူးကျွန်တော်တို့ကဘာဥတီချက်နဲ့လာတာလဲဆိုတော့ဒီအာနာရှင်ပြုတ်ကြဖို့ကျွန်တော်တို့ကဥတီချက်နဲ့လာတာအာနာရှင်ပြုတ်ကြဖို့ကဘယ်နှစ်မှပြုတ်ကြရမယ်နှစ်ဒီကျွန်တော်တို့သွားရမှာပေါ့နော်ဆိုတော့အခုကတော့အားလုံးကခြေကုန်လက်ပဲကြနေတဲ့အချိန်မှာပေါ့နော်အဲ့လိုခြေကုန်လက်ပဲကြခြင်းနဲ့အနေထားတစ်ခုကိုရှိပြီဆိုတော့ကျွန်တော်တို့ကအခုလက်ရှိပြည်သူတွေကိုကျွန်တော်တို့ကစိတ်ခွန်အားတွေပေးဖို့လိုတယ်ပြည်သူတွေနဲ့အတူကျွန်တော်တို့ကရှစ်ဆက်ပြီးတိုးရမယ်ကျွန်တော်တို့ကိုယ်တိုင်နဲ့ခွန်အားတွေပို့ပြီးဒီထက်ပိုပြီးဖြည့်ဖို့လိုတယ်နောက်ပြန်ခြေနှမ်းတွေမဖြစ်ဖို့တော့အရင်ရေးကြည့်တယ်ကျွန်တော်တို့အခုဒီထဲမှာပါဝင်လှုပ်ဆောင်နေတဲ့လူတွေအနေနဲ့ပြည်သူတွေရဲ့ယုံကြည်မှုကိုအခုထက်ပိုပြီးအခြေတည်တတ်ဖို့အတွက်ကျွန်တော်တို့လှုပ်ဆောင်မှုလိုတယ်အဲ့တော့ပြည်သူတွေရဲ့အရွေးနဲ့သွားနေတာပြည်သူတွေလက်ပန်းကြတာလို့ကျွန်တော်တို့ဘာမှလုပ်လို့မရအဲ့ဒီအတွက်ပြည်သူတွေကိုကျွန်တော်တို့ကဒီထက်ပိုပြီးဆွဲခေါ်နိုင်ရမယ်ပြည်သူတွေရဲ့ခံယူချက်ကိုဒီထက်ပိုပြီးပေါင်းမြောက်အောင်တိုးအောင်ကျွန်တော်တို့အနေနဲ့အများကြီးလှုပ်ဆောင်မှုလိုတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအခုသွားနေတဲ့အနေအထားတက်ပိုအားကောင်းပြီးတော့အခြေအနေပေါ့နော်ဒီထက်ပိုပြီးတော့တိုးတောင်းတဲ့အခြေအနေတစ်ခုမှာကျွန်တော်တို့ဒီအောင်ပွဲကရသွားဖို့ကပို့ပြီးတော့တိတာထင်ရှားရပါတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကအရေးကြီးဆုံးကကျွန်တော်တို့ပြန်နေရမှာပြည်သူတွေကိုကျွန်တော်တို့ကလက်ပန်းမကျသွားဖို့အရေးကြီးရဲ့ပြည်သူတွေကိုပြန်ဒီထက်ပိုပြီးစိတ်တက်ခွန်အားကျွန်တော်တို့ပေးနိုင်မှုလိုတယ်ဒါမှသာကျွန်တော်တို့ဘလောက်ပဲရှေ့ကိုတိုးသွားကျွန်တော်တို့နောက်မှာပြည်သူတွေမပါလာဘူးဆိုရင်ကျွန်တော်တို့ကဘယ်တော့မှအရေးတစ်ခုကိုရောက်မှာမဟုတ်ဘူးဒါကြောင့်မို့လို့ပြည်သူတွေပါတခါတည်းပါအောင်ကျွန်တော်တို့ကိုယ်တိုင်လည်းမကြသွားအောင်ကျွန်တော်တို့ခြေနှမ်းတွေမတန့်သွားအောင်ပြည်သူတွေကိုလည်းဆက်ပြီးခြေနှမ်းတွေထပ်ပြီးတော့target ကကျွန်တော်တို့ရဲ့ target ကဒီဆင်အာနာရှင်ကိုပြုတ်ကြဖို့ဆိုတဲ့အရွေးတစ်ခုအဲ့ဒီပန်းနိုင်ကိုရောက်အောင်သွားရမှာခုနှစ်တက္ကတိတွေဆိုတာချက်ပေါ့နော်အဲ့ဒီပန်းနိုင်အောင်ရောက်အောင်သွားဖို့ကကျွန်တော်တို့ရဲ့ဒါပင်မဥတီချက်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကပြည်သူတွေကိုအထက်အခါကသတိပေးရမယ်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးခိုင်မာယုံကြည်တဲ့ယုံကြည်ချက်ရှိပါတယ်လို့ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါဆရာမဆိုတော့ဆရာမပြောသွားသလိုပေါ့နော်ဆိုတော့2025ဆိုတဲ့ကဏ္ဍကလည်းဒါခုနှစ်တက္ကီတစ်ခုပဲဆိုတာဆရာမပြောသွားတယ်ကျွန်တော်တို့ရဲ့အဓိကပန်းနိုင်ဖြစ်တဲ့ဒီအာဏာရှင်စနစ်ပြုတ်ကျဖို့အတွက်အထိအဆုံးထိကိုသွားဖို့လိုတယ်တစ်ချိန်တည်းမှာလည်းပြည်သူလက်ပန်းကျနေလားမကျနေလားလည်းအများနဲ့စောင့်ကြည့်ဖို့လိုသလိုခွန်အားပေးတာတို့တပါးတဲ့လက်တွဲခေါ်တာတို့ခံယူချက်ကိုပို့ပြီးတော့ခိုင်မာအောင်လုပ်ပေးဖို့အတွက်လည်းအမြဲတမ်းတစ်လျှောက်လုံးလုပ်သွားရမယ်ဆိုတာဆရာမပြောသွားတယ်ပေါ့နော်နောက်ဆုံးမေကွန်းအပိတ်လေးနဲ့နှုတ်ဆက်စကားလေးပြောဖို့အတွက်လည်းအချိန်ရောက်လာပြီဖြစ်ပါတယ်ဆိုတော့ဆရာမစူဇန်နာကိုပထမဆုံးဖိတ်ခေါ်ချင်ပါတယ်ဆရာမရှင်နောက်ဆုံးအနေနဲ့ပေါ့နော်ဒီ2025ခုနှစ်နဲ့ပတ်သက်ပြီးတော့ဆရာမခံယူထားတဲ့ခံယူချက်တစ်ခုနဲ့ဆရာမအဆုံးသတ်ပြီးတော့စကားမေးနှုတ်ဆက်စကားလေးပြောပြပါအောင်ဆရာမဟုတ်ကဲ့ကျမပြည်သူတွေနဲ့တွေ့ဆုံနိုင်ပေါ့လေတွေ့ဆုံပွဲတွေမှာကျမအားပေးစကားပြောတဲ့အခါမှာခုနကတော့ပေါ့လေကျမတို့ဓာတ်လျှောက်ပြောလာတာเนาะကျမတို့ဘာတွေလိုအပ်လဲเนาะပြည်သူတွေအာရော့လာပြီကျမတို့တော်လှန်ရေးသမားတွေအာရော့လာပြီစသဖြင့်ပေါ့เนาะဒီလိုမျိုးဖြစ်လာတယ်ကြဲကြဲလောင်ဖြစ်လာကျမကတော့မြေပြင်ဆင်းတယ်ပြည်သူတွေနဲ့တွေ့တယ်ပြည်သူတွေကိုအားပေးတယ်အဲ့မှာရှိတဲ့တော်လှန်ရေးသမားတွေကိုအားပေးတယ်အခုလောလောလတ်လတ်ဖြစ်သွားတဲ့အဖြစ်အပျက်လေးတွေကိုလည်းကျမပြောပြတယ်เนาะဥပမာအဖြစ်ဆီးရီးယားမှာเนาะဒီအာနာရှင်အဆက်ထွက်ပြေးရတယ်เนาะအခုသူတို့လည်းပဲသူတို့အခက်ခဲတော့ရှိရဲဒါပေမဲ့သူတို့ဆက်လက်ပြီးတော့ရုန်းကန်နေတယ်เนาะဆိုတော့အဲ့မှာကျမဒီတော်လှန်ရေးခေါင်းဆောင်တူရဲ့အင်တာဗျူးကိုဖတ်တယ်ပေါ့နော်လေ့လာတဲ့အခါမှာเนาะသူတို့လည်းပဲเนาะအရန်ကိုအခက်ခဲရှိပါတယ်เนาะကျမတို့ ਨੇ လုံးဝ 100% မတူရင်တောင်မှဒါတော်လှန်ရေးခရီးတိုင်းကြုံရတယ်เนาะသူတို့စီမှာအဖွဲ့တွေများတယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့တည်းလဲပြန်တိုက်တာတွေကရှိတယ်သူတို့စီမှာဆိုလို့ရှိရင်အဲ့ဘာသာရေးအရာ
ပေါ့နော်ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေလည်းရှိတယ်အာဏာရှင်ကိုလည်းတိုက်ရတဲ့အချင်းချင်းကလည်းအဲ့လိုတွေပြိပက္ခအသွင်ဆောင်တဲ့ဟာတွေရှိတယ်နော်သူကိုယ်တိုင်ကတစ်ချိန်ကဟိုအစွန်းရောက်သမားပေါ့နော်ဆိုတော့တိုးတော့လေအခုကတော့ moderate ခေါင်းဆောင်တယောက်အနေနဲ့သူရက်တည်တယ်နော်အဲ့တော့သူပြောတဲ့စကားထဲမှာနော်ဘာပြောလဲဆိုတော့နော်ဘာဖြစ်လို့ဒီတော်လိုင်းအောင်မြင်ရလဲဆိုတော့သူလည်းပြောပါတယ်အခက်အခဲတွေအများကြီးရှိတယ်နိုင်ငံတကာတောင်မှသူတို့ကိုပြောတယ်ရက်လိုက်တော့မတိုက်တော့နဲ့နော်ဒီတို့ဘလို့မှအာဆက်ကိုမနိုင်ဘူးဟိုမှာနော်ဟိုအင်အားကြီးနိုင်ငံပေါ့နော်အင်အားကြီးနိုင်ငံတွေကသူ့ကိုကူညီနေတယ်လေရင်ဆိုလဲလေရင်ဘုံဆိုလဲဘုံပေါ့နော်အဲ့မှာလူဥစားပေါ့ဒီနိုင်ငံကြီးတစ်ခုလုံးကလည်းခြေပြက်နေပြီအဲ့တော့လက်လျှော့လိုက်တော့ဒါသူတို့ကလက်လျှော့လို့မရဘူးနော်ကျွန်တော်တို့ဒီတစ်ခါလက်လျှော့လိုက်လို့ရှိရင်ကျွန်တော်တို့တစ်သက်လုံးဒီအာဏာရှင်အောက်မှာအဖေခေတ်နော်အဖေခေတ်တော့အခုသားခေတ်ဆိုတော့သူတို့လည်းအနှစ်နော်80 80လောက်ပေါ့နော်အဲ့လိုအာဏာရှင်အဆက်အောက်မှာနေတော့ this is enough ပေါ့နော်သူတို့ဟုတ်တယ်အင်အားချင်းမမျှဘူးဘလို့မှလည်းနှိုင်းရှင်လို့မရဘူးဒါပေမဲ့သူတို့ဆက်လက်ပြီးတော့တော်လှန်တယ်ဘာအချို့အကွေ့ရဘာလဲဆိုတော့နံပါတ်1သူတို့ဒီတပ်ပေါင်းစုဖွဲ့နိုင်ရနောက်ဆုံးနော် so after one decades ပေါ့နော်သူတို့ဒီတော်လှန်ပြီးတော့10နှစ်ကျော်မှသူတို့နော်ပထမပိုင်းတော့ဖွဲ့မဲဘာညာအဲ့လိုပဲပေါ့အားလုံးကလည်းဟိုကိုဟာနဲ့ကိုပေါ့နော်ဆိုတော့နောက်ဆုံးသူတို့တပ်ပေါင်းစုဖွဲ့ပြီး one command ကိုသူတို့တည်ဆောက်နိုင်တယ်နံပါတ်2ကတော့ institutionalization အရင်အရေးကြီးရယ်နော်တော်လှန်တယ်တစ်ဖက်မှာလည်းအုပ်ချုပ်ရေးတွေတရားဥပဒေစိုးမိုးမှုတွေပညာရေးတွေစသည်ဖြစ်မော်နော်နောက်ပြီးတော့တေချာသူတို့မူဝါဒတွေရေးဆွဲပြီးတော့နော်အဲ့ဒါတွေကိုအကောင့်ထဲပေါ်တယ် capacity building တွေလုပ်တယ်သူပြလွယ်တော့မလွယ်ဘူးအရှိမလည်းတိုက်နေရတယ်တစ်ဖက်မှာလည်းပဲ institutionalize အတွက်လုပ်ရတယ်ဘယ်မှလည်းသူတို့အကူအညီမရဘူးကျမတို့ ਨੇ တော်တော်တူတယ်ဘာလဲဆိုတော့စစ်ပွဲကြာရှည်မှာဆိုလို့နော်စစ်ပွဲကြာရှည်မှာဆိုလို့ဆိုနိုင်ငံတကာဟိုစားပေါ့ဒီအထောက်ပံ့လည်းမရအောင်ဒါပေမဲ့သူတို့လက်မလျှော့ဘူး14နှစ်မှာသူတို့အာဏာရှင်ကိုတွန်းလှန်နိုင်ခဲ့တယ်ဆိုတော့ဟိုတိတ်တော့မများပါဘူးသူပြောတာလေစစ်ပွဲအောင်နိုင်ဖို့အတွက်နံပါတ်1တပ်ပေါင်းစု one comment တည်ဆောက်နိုင်ရဲ့နံပါတ်2 institute ပေါ့နော်ဒီ institutionalization ကိုသူတို့လုပ်နိုင်ခဲ့တယ်ဆိုတော့ကျမတို့နဲ့တော့ချွတ်ဆွတ်တော့မတူဘူးကွဲပြားမှုတွေရှိနိုင်တယ်အခြေအနေတွေမတူဒါပေမဲ့အဲ့ဒါလေးကလည်းကျမတို့နီးနာယူဖို့အတွက်ဥပမာကောင်းလေးတစ်ခုလို့တော့ကျမတို့မြင်ပါတယ်အဲ့ဒါကြောင့်မလို့เนาะဒီအခုကျမတို့တော်လှန်ရေးမှာပါဝင်တဲ့အဖွဲ့အစည်းတွေတယောက်ချင်းပြည်သူတွေเนาะတော်လှန်ရေးမှာအားလုံးပေါ့เนาะဒီကျမတို့เนาะစုစည်းဖို့လိုအပ်တယ်เนาะတပ်ပေါင်းစုဖွဲ့ရမယ်နော်ပြီးလို့ရှိရင်ကျမတို့ဟိုစနစ်တကျပေါ့နော်ဒီ Federal နီးစနစ်တွေပေါ်မှာမူတည်ပြီးတော့ကျမတို့ဒီ institute လုပ်ဖို့အတွက်ပေါ့နော်ကျမတို့ကိုတည်ဆောက်ထားမယ်ဆိုတာကိုနော်ဒီနေရာမှာအားပေးစကားပြောချင်ပါတယ်လို့ကျေးဇူးပါဟုတ်ကဲ့ပါဆရာမအခုလိုမျိုးအားပေးပြီးတော့နှုတ်ဆက်စကားပြောပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဆရာမဆူစီကိုလည်းဖိတ်ချင်ပါတယ်ဆရာမအနေနဲ့ဒီ2025မှာဆရာမခံယူထားတဲ့ခံယူချက်နဲ့ဆရာမနှုတ်ဆက်စကားလေးပြောပေးပါအောင်ရှင်ဟုတ်ကဲ့ဆရာမ2025နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဟိုပထမတစ်ချက်ကတော့ညီမတို့ကဒီ2025ကိုအရန်ကိုမျှော်လင့်ထားတဲ့နှစ်ဖြစ်တယ်စီရေးအရတော်၎င်းဒီတခြားသောဒီနိုင်ငံရေးအရတော်၎င်းရှင်ပြိုင်သွားနိုင်မှုတွေမှာအများကြီးအားကောင်းလာမယ်ဆိုတဲ့ဟာကိုလည်းဟိုပို့ပြီးတော့လည်းမျှော်လင့်ထားတယ်ပေါ့နော်ဆိုတော့ညီမအနေနဲ့ကတော့ဒီလူငယ်တယောက်အနေနဲ့ဒီဟိုအဓိကဖြစ်တော့ဒီ CDN student တယောက်အနေနဲ့ကတော့ကိုဒီကာလမှာကိုအသက်နိုင်ဆုံးလက်လန်းမိနေတဲ့ပညာရေးကိုရအောင်ယူမယ်ကိုတက်ထားတဲ့ပညာရက်တွေကိုဒီသင်ယူထားပြီးတော့ဒီဟိုကိုယ့်ရဲ့နိုင်ငံပြန်လည်တည်ဆောက်ရေးမှာဒီတခြားကိုယ့်ရဲ့ဒီ community အတွင်းမှာပြန်ပြီးတော့မျှဝေနိုင်မယ်ပြန်လည်ထူထောင်ရေးမှာလည်းကိုအတက်နိုင်ဆုံးပါဝင်နိုင်မယ်ဆိုတဲ့ဟာမျိုးကိုပဲရည်ရွယ်ပါတယ်ဆိုတဲ့ဟာနဲ့ပဲပြောချင်ပါတယ်ဆရာမဟုတ်ကဲ့ပါဆရာမကျေးဇူးအများကြီးတင်ပါတယ်လို့ဆရာမသင်္ကာရအောင်လည်းထပ်ပြီးတော့ဖိတ်ချင်ပါတယ်ဆရာမရဲ့ဒီ2025မှာဆရာမကိုယ်ပိုင်ခံယူချက်နဲ့ဆရာမနှုတ်ဆက်စကားလေးပြောပေးပါအောင်ရှင်ခံယူချက်ဆိုတာထက်ပေါ့နော်ကျွန်တော်မှားကျင်တာပေါ့နော်
ဆိုတော့အခုကလည်းကျွန်တော်တို့စေးရလည်းအရင်အားကောင်းနေတော့ကျွန်တော်တို့2025ကတော့အရင်မျှော်လင့်ခဲ့ရတဲ့နှစ်ပေါ့နော်ကျွန်တော်တို့အတွက်ကတော့မျှော်လင့်နေဆိုတာအထက်ကျွန်တော်တို့ကဖြစ်ဖို့ဖြစ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ပေါ့နော်ကျွန်တော်တို့ရှေ့ဆက်နေတာအဲ့ဒီအတွက်ကြောင့်တကယ်လို့များပေါ့နော်ကျွန်တော်တို့ကဘေဟာကိုမှကျွန်တော်တို့ထက်တွက်ထားလို့အတိအကျသတ်မှတ်ထားလို့မရဘူးပေါ့နော်ဆိုတော့ခုနကကျွန်တော်ပြောသလိုပဲ2025ဆိုတာကျွန်တော်တို့ကခုနှစ်တက္ကရီတစ်ခုဖြစ်တယ်တကယ်လို့တစ်ခုခုဟွာဖြစ်ခဲ့သည်ရှိရင်ကျွန်တော်တို့ကနည်းနည်းများကျွန်တော်တို့အတွက်ကပေါ့နော်နှောင့်နှေးခဲ့သည်ချင်းကျင်းနေတာတော့ကျွန်တော်တို့ကဒီအရွေ့ဒီလောက်ထိအခြေအနေတစ်ခုကိုရောက်လာပြီဆိုတဲ့အတွက်ကြောင့်ကျင်းတယ်လေကျွန်တော်တို့ကတော့ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်းရောက်ကိုရောက်မှာဒါပေမဲ့ကျွန်တော်တို့မှာအချိန်ကတော့အချိန်တိုင်းတာတစ်ခုတော့ရှိရဲပေါ့နော်အဲ့ဒီပုံမှာပြီးတော့ကျွန်တော်တို့ကနည်းနည်းများနှောင့်နှေးခဲ့သည်ရှိရဲဆိုရင်ကျွန်တော်တို့ပြည်သူတွေနဲ့လက်ပဲမကြပါနဲ့နောက်တစ်ခုကကျွန်တော်တို့ရွေ့နေတဲ့အရွေ့ကလည်းဟိုအချိန်အားကောင်းတဲ့အရွေးတစ်ခုကိုလည်းရောက်နေပြီတော်တော်လေးပေါင်းမြောက်နေပြီနောက်တစ်ခုကကျွန်တော်တို့အခုလုပ်နေတာကကျွန်တော်တို့အတွက်ပါတယ်ဆိုတော့ညာလဲပေါ့နော်ကျွန်တော်တို့ကနောက်ထပ်ကြီးရွေးတာကကျွန်တော်တို့ရဲ့အနာဂတ်သားကောင်းသမီးကောင်းလေးတွေပေါ့နော်အနာဂတ်လူငယ်တွေအတွက်ကိုကျွန်တော်တို့ကရည်ရွယ်ပြီးတိတ်နေရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာတွေပဲကြုံလာခဲ့ကျွန်တော်တို့ဘက်ကနေအားမလျှော့သွားပဲနေကျွန်တော်တို့ကလည်းပြည်သူတွေနဲ့တန်းနဲ့စူးစမ်းမယ်ဒီထက်လည်းပို့ပြီးတော့လုံနိုင်အောင်စူးစမ်းမယ်ပြည်သူတွေဘက်ကလည်းအားမလျော့သွားပဲနဲ့ကျွန်တော်တို့နဲ့အတူတကွလိုက်ပါဆောင်ရွက်ရမယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ရဲ့အုံနောက်ထမှာရှိသေးချင်တာကငါတို့အတွက်ဆိုတာအတွက်ငါတို့မရခဲ့ရင်ဒီအကျိုးဒီတီးနှံတွေကိုငါတို့မစားသုံးခဲ့ရဘူးဆိုရင်တော့မှကျွန်တော်တို့နောက်မှာရှိတယ်ကျွန်တော်တို့လိုမခံစားရအောင်ကျွန်တော်တို့ဒီနောင်လာနောင်သားတွေအတွက်လုပ်နေရတာနောင်လာနောင်သားတွေငါတို့အတွက်ငါတို့လိုမခံစားရအောင်ဆိုပြီးတော့နောင်လာနောင်သားတွေကိုမရှိရှိပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ချီတက်ပြီးတက်ခိုက်သွားကြပါစို့လို့ကျွန်တော်ကဒီကနှုတ်ဆော်တိုက်နေနေပေါ့နော်အခုလိုဆမားတွေကိုလည်းတွေ့ရတာကရန်ဝမ်းတာတယ်နောက်တစ်ခါကျွန်တော်ကိုပေါ့နော်အခုလိုမျိုးအမြင်နဲ့ဖလှယ်ခွင့်ပေးတဲ့အတွက်ပြောခွင့်ပေးတဲ့အတွက်ရေုံကြီးကြီးနဲ့ဖိကြားပေးတဲ့အတွက်ကိုလည်းဆမလီလီယန်ကိုလည်းအထူးကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဆိုတော့နောက်ဆုံးအနေနဲ့ဆရာမစုစုမေမိတ်ဆက်ဒီနှုတ်ဆက်စကားလေးပြောပေးပါအောင်ပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့ဆရာမ2025မှာပတ်သက်ပြီးတော့ကိုခံယူထားတဲ့ခံယူချက်ဆက်ကလေးတစ်ခုကိုပြောပြီးတဲ့အခါကျနှုတ်ဆက်အပိတ်စကားပြောပေးပါအောင်ဆရာမဘယ်လိုပြောမလဲနှုတ်မဆက်နဲ့ငိုခြင်းတယ်ပေါ့နော်ညီမတွေနဲ့စကားပြောတာဟုတ်ဘယ်လိုပြောမလဲဆိုတော့ကြံကာလတွေမှာတော့ထောင်ထဲရပြီးလွတ်လာတဲ့အချိန်မှာလည်းစိတ်အဆင်မပြေကျန်းမာရေးအဆင်ပြေဖက်ပေါ့နော်အပတ်ကနေပြီးတော့ရုန်းကန်လာခဲ့ရတယ်ရုန်းကန်ဆိုတာ2024ဒီလောက်ကပိတ်လောင်ခဲ့တာပေါ့နော်ပွဲတစ်ပွဲရဖိတ်ပြီးဒီအမျိုးသမီးပွဲလေးဖိတ်ပြီးဆိုရင်တော့မှလက်တွေရှိတုံလာတာအဲ့ဒါပါလေဆို trauma ပေါ့နော်ထောင်ထဲတွေမှာဒီတိုက်ပိတ်ခံရတဲ့ဒီစိတ်ပိုင်းဆိုင်ညှဉ်းပန်းနှိပ်စက်ခံရတာတွေပေါ့နော်ဒီ situation တွေရဲ့အတန်တွေကဘလို့မှမထွက်လာဘူးပေါ့နော်အဲ့လိုဆိုတော့ဒါဒီကိုလीနော်အဲ့ချိန်မှာသားသမီးနဲ့ဝေးကွာရတဲ့မိခင်တယောက်ဖြစ်တဲ့အတွက်ဘာဖြစ်လာလဲဆိုတော့ကိုလိုဘဝတူအမျိုးသမီးကိုဖေးမချင်လာတယ်နှွေးထွေးချင်လာတယ်လို့ပဲလွတ်လာတဲ့အချိန်မှာကျမအတ္တကြီးခဲ့တယ်တချို့ຢာတွေမှာအတ္တကြီးဆိုငါတို့နိုင်ငံရေးကျင်းသူကျင်းသားတို့ငါရအောင်ကူညီမယ်ငါရအောင်ကူညီမယ်စိတ်နဲ့ဖြတ်တန်းလာတာပေါ့နော်နေ့တူကဒါပဲတနေ့ဒါပေမဲ့ဒီကြာလာတဲ့ခါကျတော့ဘာဖြစ်လာလဲဆိုတော့2024နှစ်ကုန်ခန်းလေးမှာကျမအနေနဲ့ဒီဘက်မှာအမျိုးသမီးလေးတွေနဲ့ထိတွေ့တဲ့တော်လန်မျိုးသမီးတွေနဲ့ထိတွေ့လိုက်တဲ့အချိန်မှာပြန်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့အတ္တပြေရော့ပါတယ်ငါတို့တော်လန်မျိုးသမီးတွေလည်းဒီမှာခက်ခဲနေတာပါလားဆိုတာမျိုးပေါ့နော်ငါတို့တွေမဟုတ်ဘူးဆိုတာမျိုးနဲ့အဲ့တော့ဘာဖြစ်လာလဲဆိုတော့ရှေ့ဆက်ပြီးတော့လက်တွဲလှုပ်ဆောင်မယ်အခုလိုပေါ့နော်အရင်တော့ဆိုပွင့်လင်းပြောရရင်တော့ထောင်ထဲမှာတော့ကျမ NUG ဆိုရင်အရန်ဘယ်လိုပြောမလဲဆိုတော့အားကိုးတာအဲ့လိုပဲငါတို့မိခင်ဖွဲ့စည်းရှိရဲဆိုတဲ့စိတ်နဲ့ပေါ့နော်လွတ်လာတဲ့အချိန်မှာရောအားကိုးလားဆိုတော့အခုလက်တည်းလဲဂျားကာလာတွေမှာဘယ်လိုခံစားခဲ့ရတေချာသုံးသက်လာတဲ့ခါကျတော့တာဝန်ရှိနေတာမဟုတ်ဘူးကျမတို့ကနိကျမတို့ပြည်သူအားလုံးမှာတာဝန်ရှိနေတာဆိုတိလာတဲ့အချိန်မှာဘာလို့ရမလဲဆိုရင်လက်တွဲရမယ့်အရာငါတို့စစ်စစ်လုံးနဲ့လက်တွဲမယ်ဆိုတာမျိုးပေါ့နော်ပြီးတော့ဒီ2025ခုနှစ်မှာကျမအကောင်းမြင်စိတ်တွေများလာတယ်လို့ကိုသုံးသပ်မိတယ်ပေါ့နော်အကောင်းမြင်စိတ်တွေဘာလဲဆိုတော့ကျမတို့ဒီအကောင်းမြင်စိတ်လေးနဲ့နောက်မှာကျမတို့ဒီအသက်ကြီးလာငယ်ရနဲ့မဆိုင်ပါဘူးကျမတို့သဘောထားကြီးဖို့လိုအပ်တယ်ပေါ့ဘာလို့လဲဆိုတော့တော်လန်လာပြီနော်အဲ့တော့သဘောထားကြီးရဆိုတဲ့နေရာမှာပြတ်သားဖို့လိုတာပေါ့အာနာရှင်တော့ကျမတို့သဘောထားကြီးလို့မရအောင်ဆိုတာမျိုးပေါ့ပြီးလိုက်ရတဲ့အသက်တွေနော်အဲ့တော့အခုဆိုလို့ရှိရင်ဒီခြေပြက်လက်ပြက်ဟလာ
တော်လန်လူငယ်တွေအများကြီးရှိတယ်သူတို့တွေစီကိုကျမတို့အမျိုးသမီးတွေဘယ်လိုမျိုးဖိမကြလဲကျမတို့မိခင်တွေဘယ်လိုမျိုးလက်တွဲကြလဲအခုဆိုလို့ရှိရင်တော်ရန်တွေဒီအချင်းတော်တွေထဲမှာညီမငယ်တွေရှိပါတယ်သူတို့တွေပညာရေးအခုပြောသလိုပေါ့နော်ဒီ CDN ညီမတွေဆိုအရင်လေးစားတယ်သူတို့တွေလည်းចောင်းတက်ရှင်ပါပဲနော်ဘွဲလေးတစ်ဘွဲရခြင်းလို့တက်ကိုဆယ်တဲ့ဆောင်ပွဲအောင်စူးစမ်းခဲ့ကြတာလေနော်အဲ့လိုဆိုတဲ့အခါကျတော့ကျမတို့တွေဒီထက်ရှေ့ဆက်ပြီးတော့ပေါ့နော်ရှိရှိခင်ခင်နဲ့ရဖြစ်ချင်ဖြစ်မယ်ဒါပေမဲ့အာနာရှင်ဝဲဖြစ်မယ်ငါတို့ချင်းကတော့ဆွဲဖမ်းထားမှာဒါမျိုးလေးတွေနဲ့ရှေ့ဆက်သွားမယ်ဆိုရင်တော့ကျမတို့လိုချင်တဲ့ပန်းတိုင်ရွေးချင်တဲ့အရွေလေးရောက်လာမယ်လို့တော့ကျမသုံးသပ်မိပါတယ်မြင်မိပါတယ်လို့ပြီးတော့မလီလီယန်ညီမလေးပေါ့နော်ဒီညီမလေးကလည်းကျမတို့ဒါစိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ်ဖိမခဲ့တဲ့ထဲမှာလည်းပါပါတယ်အဲ့တော့ညီမလေးနဲ့အတူဒီဆီယမပေါ့နော်ဆီယမဆူဇန်တို့ပြီးရင်စီရီယန်ညီမလေးတွေအကြောင်းသူလေးတွေပေါ့နော်အကုန်လုံးကိုပါဝင်ပေးတဲ့ညီမတွေအကုန်လုံးကျေးဇူးတင်ပါတယ်လို့နှုတ်ခွန်းဆက်သချင်ပါတယ်ရှင်ဟုတ်ကဲပါဆရာမကျေးဇူးအများကြီးတင်ပါဒီနေ့ကျွန်တော်တို့တွေက2025ခုနှစ်နဲ့နွေဦးတော်လှန်ရေးစုံချက်ဘယ်လောက်ကျနေပြီလဲဘယ်လောက်ထိအရှိရောက်နေပြီလဲဆိုတာကိုထင်သာမြင်သာဖြစ်ဖို့အတွက်ဆိုရင်ဆွေးနွေးတဲ့ဆက်ဆံမ၄ယောက်လုံးကတက်ကြွနဲ့အကျွေးတဝင်းဆွေးနွေးခဲ့ကြတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဆွေးနွေးပွဲကနေကျွန်တော်တို့တွေကတော်လှန်ရေးရဲ့အရှိရောက်မှုတွေတော်လှန်ရေးမှာကျွန်တော်တို့ထပ်ပြီးတော့ကြုံရမယ့်ကောင်းကျိုးဆိုးကျိုးတွေကိုထင်ထင်ရှားမြင်တွေ့ရမယ်လို့လည်းမျှော်လင့်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့တွေအားစိုက်လုပ်ရမယ့်အလုပ်တွေကိုလည်းထင်ထင်ရှားမြင်တွေ့လာရပြီဆိုတာကိုလည်းကျွန်တော်တို့တွေတွေ့ခဲ့ရတယ်ပေါ့နော်ဒီနေ့ဆွေးနွေးပေးခဲ့တဲ့ဆရာမတို့အားလုံးကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကြည့်ရှုတဲ့ပြည်သူတွေအားလုံးအတွေ့အသစ်မြင်သစ်တွေနဲ့ကျွန်တော်တို့တော်လှန်ရေးကိုအားစိုက်လုပ်ဆောင်နိုင်မှုအတွက်ခွန်အားအသစ်လည်းရမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်